သာသနာ့ဒီပန်ကျောင်းတိုင်း၏တိုင်းအုပ်ဆရာတော်ဗတ္တနာခေမာသီရိသစ္စာဒီပန်ဆရာတော်ဖျားတပည့်တော်တေးတန်ရှင်ကျေစင်လက်အားတရားတောင်းခွင့်ပြုတော်မူပါဖျားဘဂဝါစီနာဝါဂီတာဘာတာယတာရဝတ္တိယဣမလောကမုပါကာတိတနောတိတိတုမုတ်တိယဝါဂီတာစကားအရာပြပမာတို့နာမချူရမလူရအောင်ဆိုသမျှစကားတရားဖြစ်စေခွေဝေချင်းစာဝါစာစိန်နေရကုန်တော်ရှိတော်မူသောစီနာအာလာဝကပကပြမနာလာဂီရိစာတိများစွာပွဲတကားတို့၌အမြဲတမ်းအနိုင်ယူအောင်တော်မူအညံအဖူးတို့ဖြင့်ကိုမြင်ပေတဲ့အိုးကျေးဇူးတော်၏ရှိတော်မြတ်ဖျားဘဂဝါရှုမြလို့မဆုံးတကူတော်လုံးချက်တည်လက္ခဏာတော်တွင်မုံချေသည်ဘုံကျွေးထုတ်ထားရှင်တော်မြတ်ဖျားသည်ဝါဂီတစကားဝကြအကွက်လောင်အောင်မွဟာညိုချစကားနိုင်နေပြိုင်ပဲကင်းတော်မူသည်ဖြစ်၍တာရဝတ္တိယချိုးအေးစိတ်ဤအစီရှုံးဆိုအကာကိုဖေးတိပေတရာလာသဖြင့်တဘာဝအတိအနှစ်သာရရှိပေထသောပါသာရဲ့မယောလို့မတင်လို့အစိုးတစ်ဖက်လို့စီရဲဝှချုံရဲ့အတိညာပေးဟောဖို့မြင့်မြတ်သောတရားတော်စကားတော်တို့ဖြင့်ဣမလောကေပြမနဲ့လူကဘာသူကဘာသာအောက်တန်းစားမကျန်ရရှိသမျှတည်သည်တတ္တလောကကြီးကိုဥပါကာတိ1500ကိလေသာတွင်ချွလွဲလျက်ဝိထေမကေတီတကယ်မြင်အတိပတ်ဖို့ထိရောက်ပါစေမလွတ်တဲ့ချိုးပြည်တော်မူနိုင်ခဲ့ပြီဖျားပန်းနေရှင်လူလောကသဘောကျအောင်ဟောပြတော်သည်ဆရာတော်အရှင်သူမြတ်ဖျားပန်းဝရှင်လူလောကသဘောကျအောင်ဟောပြတော်မူစိတ်ကာယလျက်ကျန်စီရတာကရုဏာရှိထားကျေးဇူးတော်ရှင်ဆရာတော်ရှင်မြတ်ဖျားသည်နောအမကဲအရှင်ဖျားမြတ်မောင်လာရောက်လာချတပည့်တော်မတို့ဤမုတ်တိယလောဘဒေါသမောဟကိုခွာအိုနာတေဝအတွင်မှလူကင်းမှုရဲ့အလုံငါတန်တမန်မယောလို့မတီလို့အစိုးတစ်ဖက်လို့စီရဲဝချုံရဲ့အတိညာပေးဟောဖို့မြင့်မြတ်သောတရားဒေသနာတော်ကိုနောမကဲဝါဒနာဘာဂိယမကဗေဒာဝိနိယစီတသွေးအမျောဖျားတပည့်တော်မတို့အားဒီတေတုကရုဏာရှိထားမြတ်တာအားဖြင့်စကားချိုးမြ
လူရအောင်ဆိုသမျှစကားတရားဖြစ်စေလိချွေမြတ်ဖို့ဟောကြားတော်မူပါကျေးဇူးတော်ရှင်ဆရာတော်သခင်အရှင်သူမြတ်ကြီးဖယားတာတုတာတုတာတုသာသနာတော်နှစ်2568ခုလူတို့ဟောကောသာတပရိ1386ခုတပေါင်းလဇန်17ရက်2025 3လပိုင်း9ရက်တနင်္ဂနွေနေ့မင်္ဂလာရှိသောအချိန်ရမတိုင်းဒေသကြီးထန်းတပင်မြို့နယ်တသက်ကြီးရွာအောင်စုရဘုရားလံသာသနာဒီပံကျောင်းတိုက်တွင်၌သာသနာဒီပံကျိုးတော်ဆောင်ဖွဲ့နှင့်အသိနကဆိုဖို့လူရှင်များမာဒီလူရှင်များနှင့်ခုနှစ်သားသမီးပါအားလုံးစုပေါင်းပြီးကျင်းပအပ်သောခုနှစ်ကြိမ်မြောက်သာသနာဒီပံဓမ္မပူဇာသဘင်ထိုဓမ္မသဘင်ဝေအလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဒီနေ့ဓမ္မဒါနအမတဒါနဖြင့်ပြုလုပ်မဲ့တရားဒေသနာကတော့ခောရကနိကေဓတကအထကထာကုလာဝကဝတ်၌လာသောသမောရမာနဇတ်တော်ကိုခြေခံတန်စာခြင်း၍ဟောကြားအပ်သောဤညွတ်ချင်းဤတံဖို့လို့အမည်ပေးထားတဲ့တရားဒေသနာတော်ပြိတ္တဘာတရားတယ်လဲဤညွတ်ချင်းဤတံဖို့ဒုတရားဒေသနာတော်ကိုမောကြမနာကြသည်မီတရားပါခြင်းပြတော်မူသည့်သောလောကဒေါတာတပင်ညုံမြတ်သောဗျာရှင်ကိုတော်မြတ်ကြီးကိုရှိခိုးကြောကြရအောင်ဩဒေဝရှိဟဓမ္မပလပင်မောကနေပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရှိခိုးကြောနေတဲ့ခိုက်မှာအလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကလည်းပဲလက်အုပ်လေးတွေချီးပြီးတော့တို့လည်းပဲဘုရားနဲ့တို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရှိခိုးနေတဲ့လို့အာယုံယူထားကြမယ်ဇယသကိုဇယံတော်ယောဇယိတပိဇယတနိဇယသကိုဇယံတော်ယောဇယိတပိဇယတနိဇယမေတိဇယေတိနံဇယံနေတုဇယုတ်တရောယောဇယသကိုမရမိတော်စေချက်အောင်လက်နက်ပိုက်ရှင်အကျင့်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဇယတနိအောင်သိတိစင်မြန်သည်ပလင်နမကေအောင်ဘောဓိပိယ၌ဇယိတပိအောင်အတိတရားမင်္ဂပါအပေါင်းတို့ကိုဇယံတော်အကျွင့်မချီမုံလည်းရပြပြုတ်ကပေရှင်း၍အောင်ငြိမ်ကြီးအောင်တော်မူခဲ့လေပြီဇယေတိနမျက်နှိဗ္ဗာန်အောင်ခန့်နေအောင်ဘိသိက္ခာမတ်ဖို့ကိုမြတ်တို့တို့တွင်မှလောကင်းအောင်ရှာမိကနေကြကုန်သူတို့အားတရားပေတိကိုယ်တော်မြတ်နှင့်အတူအောင်ပန်းကိုစွတ်ချူ၍ထွက်မူအမြိုက်တတ်သောစိုက်ကတော်မူစေ၍အောင်စေတော်မူခဲ့လေပြီဇယုတ်တရောအောင်လူတကာတို့ဤမင်္ဂင်အောင်ခြင်းတကာတို့ဤဥစ္စာဘဂဝမြတ်တရဘုသယံဘုမခိုင်းတိအောင်ဝဲဝင်ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပေထသောသောဇရာဇကိုလုံးစုံသောအောင်ခြင်းနှင့်ပြည့်စုံတော်မူသောထိုဘုရားရှင်ကိုရောမြတ်ကြီးသည်မေဘယတပိတော်အားမေယမကံတရားကျင့်ခြင်းစိတ်ကောင်းဝိညာဉ်ကောင်းသောအရိတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားဇယံအောင်ခြင်းကိုဇယံအောင်မဝိမြိုင်အောင်ဘူရိကြိုင်လိုက်သည်အောင်သိတိပန်းခိုင်ကြီးကို
တေတုမေသနာတော်မူပါဖယားတေတုဤနေယဣဒါနာစီကပြေခေမနိဗ္ဗာန်ထိအောင်အောင်မြင်ဤမေသနာတော်မူလေပါရွှေဘုံတော်သခင်အောင်တော်မူရှင်မြတ်ကြီးဖယားဘုရားမြတ်မရရှင်ကိုရောမြတ်ကြီးကိုအောင်ကားထားရွတ်ဆို၍ရှိခိုးပြီးဓမ္မပလင်ဖွင့်လှစ်ပြီးတဲ့နောက်တရားတော်နာဘိယံဘောဘောနန္ဒောနန္ဒ၅ပါးရဲ့မေတ္တာတတ်တည်ခံယူကြအောင်သို့လောကမှာကြီးပွားတိုးတက်ခြင်းတဲ့လူအောင်မြင်ခြင်းတဲ့လူဟာဘယ်တော့ခါမှနန္ဒောနန္ဒ၅ပါးရဲ့ကြည်သူတရားကိုမမေ့ရဘူးတဲ့ဒါကြောင့်အလုံးသောတရားနာပရိသတ်ဘောဒီနဲ့ဦးဇင်းတို့တရားဝဲကြီးအောင်မြင်မြင်နဲ့ပြီးမြောက်အောင်နန္ဒောနန္ဒ၅ပါးရဲ့မေတ္တာတတ်တည်ခံယူကြမယ်အလုံးလိုက်ဆိုလိုက်ဖယားများစွာဤမေတ္တာခံယူပါ၏ဖယားဆိုလိုက်နှစ်ခေါက်ဖယားများစွာဤမေတ္တာခံယူပါ၏ဖယားသံဃာများစွာဤမေတ္တာခံယူပါ၏ဖယားမိဘနှစ်ဖြာဧမေတ္တာခံယူပါ၏ဖယားဆရာများစွာဧမေတ္တာခံယူပါ၏ဖယားသူတော်ကောင်းများစွာဧမေတ္တာခံယူပါ၏ဖယားဗုဒ္ဓဒီနမြတ်စွာရှိကုန်သောသဗ္ဗုဒ္ဓိသာနံသူတော်ကောင်းပေါင်းတို့၏မေတ္တာတိတလက်တရှင်အေးမြတ်သောမေတ္တာဤတကိုလက်တာရကြကုန်သည်ဖြစ်၍တော်မေတရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်တရာနိနေညညခတ်သိမ်းသောကာလတိုင်း၌မောရိဒရွှေလန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍ဒုမင်္ဂလာမင်္ဂလာကျက်တရေရှဝေလန္တိစံပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခကိုစိတ်နှပြချမ်းသာချမ်းသာစွာဖြင့်ဓမ္မတရားတော်မြတ်ကိုဒုနာထာကောင်းစွာမသွေနာယူတော်မူနိုင်ကြပါစေကုန်သတည်းသင်တို့ဓမ္မပလပရင်တရားဟောခြင်းစတင်ပါပြီเนาะ7 နာရီနဲ့7မိနစ်အချိန်အပြည့်အဲ့တော့ဒီနေ့ဟောမယ့်တရားဘာတရားလဲယောပရိသေဘာတရားနာမည်လေးတော့မှတ်ပြီးအောင်မှတ်တော့เนาะပရိသေဘာလေးတော့မှတ်သွားမလဲ
နာမည်လေးတော့မှတ်သွားအိမ်ရောက်လို့မေးရင်မပြောတတ်ပဲနော်တခါတိုင်းကမိုက်တယောက်ကမအားလို့သမီးတရားနာလွတ်တယ်ဆိုပဲဒါသမီးတရားနာလွတ်တော့သမီးတရားသွားနာအမေကတော့မအားလို့သမီးကတရားနာသွားလိုက်တော့တရားကြတော့ဒီမှာဟောတဲ့ဘုန်းကြီးကဆရာတော်ကတရားဟောတာစတာဆင်မင်းကြောင့်ဟောတယ်။ဘာကြောင့်ဟောလဲစတာဆင်မင်းကြောင့်ဟောတယ်။အဲဒီမှာပရိသေယသမီးဖြစ်သူကမေးနေတာသမီးဖြစ်သူကမေးတော့အိမ်ရောက်တော့မေးရသမီးဘာတရားဟောလိုက်လဲဘုန်းကြီးဘာတရားဟောလိုက်လဲမေးစားတော်ဆင်နင်းဆိုတာနော်ဘာတော်နေတာလဲစားတော်ဆင်နင်းဆိုတာဒီဟောတော့ဟောလိုက်တာဒီနေ့လည်းပရိသေယဘာတရားညီညွတ်ခြင်းဤတံဖို့ဒီနေ့ပထမနေ့ပထမညနော်အဲ့တော့ဒီဥစဉ်နဲ့ဒီပရိသတ်ကတော့တိတ်ပြီးမိတ်ဆက်စရာမလိုတော့တော့ပါဘူးနော်အလုံးလည်းသိနေကြပြီပဲလေနော်အဲ့တော့ဥစဉ်ကဒီမှာတရားဟောမယ်ဆိုတော့ဥစဉ်တို့နောက်တော့ကျောင်းလိုက်ဆရာတော်ရဲ့ဩဝါဒကြိုက်လို့ဆရာတော်ပြောရဲ့ဩဝါဒဟောရမယ်ဆိုတော့ဒါအလဲကြမနှွေတဲ့တော့ပေါ့နော်ဘုံပဲလေးပြောရရင်တော့ညင်းနေတာကိုကကလေးလိုနေရှင်တော့အဲ့တော့နေလို့မရတော့ဘူးအရွယ်လေးကြီးလာပြီဟုတ်လားအရွယ်လေးလည်းရောက်လာပြီလောက်ရမယ့်ချိန်ရောက်ရင်လောက်ရတော့မှာအဲ့တော့ဆရာတော်ဘုရားရဲ့ဩဝါဒရာဦးသင်တို့ဒါဒီနေ့ဒါပလင်တက်တယ်ပေါ့အဲ့တော့ဦးသင်ကပလင်တက်တော့ဒီမှာဟောမယ့်ဆရာတော်တွေကြီးလိုက်တကယ်နောက်လေးညဟောမယ့်ဓမ္မဂရိကတိတ်တိတ်ချင်းခေတ္တကားနဲ့ပြောတိတ်တိတ်ချင်းနော်နိုင်ငံကျော်ကမ္ဘာကျော်အကျော်ဟုတ်လားပြိတ္တဒီမှာကိုရင်ဆရာတော်ဘုရားကြီးလို့ဆိုရင်ဒါကမ္ဘာကျော်လေနိုင်ငံကျော်ကမ္ဘာကျော်ဒီမိမိတဲ့သီလသမာဓိပညာသိက္ခာ၃ရပ်အစစရရတာတဲ့ပြည့်စုံတဲ့ဆရာတော်ကြီးတွေနဲ့တန်းလို့ဟောမယ်ဆိုတော့အမှန်တိုင်းပြောရရင်နည်းနည်းတော့စိုးရိမ်မိတယ်ဗျပြိတ္တနော်ဘာဖြစ်လဲနည်းနည်းတော့စိုးရိမ်မိတယ်ကိုကအငယ်ဆုံးလေနော်ဒီအချင်းအပြည့်နဲ့အနည်းဆုံးအဲ့လိုနေတာတော့နည်းနည်းတော့စိုးရိမ်မိတော့ဘုံဒါပေမဲ့ပြိတ္တရဲ့အစိုးလေးတွေထဲမှာအကောင်းလေးတွေရှိတတ်တယ်တဲ့အစိုးလေးတွေမှာဘာတွေရှိတတ်လဲအားနည်းမှုတိုင်းမှာအာသာချက်လေးတွေရှိတတ်တယ်နော်အဲ့တော့အဲ့ဒါဒီလိုဆရာကြီးလေရင်းသားစောချစ်ရဲ့ဟောပြောပွဲတစ်ခုမှာပြောထားတာအဲ့တော့ဆရာကြီးကဘာပြောလဲဆိုတော့နော်အဲ့ဒီလိုအားနည်းချက်တွေထဲမှာအာသာချက်လေးတစ်ခုရှိတတ်တယ်တဲ့ဆရာကြီးကသူကလက်အစ်စ်လေးတွေပြုတ်တဲ့ယောဂသူကခံစားရအဲ့တော့သူ့လက်ကလေးတွေအစိတ်ကလေးတွေပြုတ်ပြီးတော့ကွေးသွားတာအဲ့တော့ကွေးတော့လက်ကနောက်ကိုမကွေးပဲနဲ့ဒီအထဲကိုကွေးကြနော်ကွေးကြတဲ့အခါဘာပြောလဲဆိုဆရာကြီးကအဲ့မှာအာသာချက်ပဲတဲ့ဘောပင်လေးကင်ပြီးစာရေးလို့ခုချိန်ဒီစာရေးလို့ရတယ်တဲ့တောင်ဝေးကင်ပြီးတော့လမ်းလျှောက်လို့ရတယ်တကယ်လို့အပြင်မှာသာပြိဿရေကွေးလမ်းကျသွားမယ်ဆိုရင်စာရေးလို့ရပါမလားမရဘူးအစိုးတွေထဲမှာအကောင်းရှိတယ်အားနည်းချက်တွေထဲမှာအာသာချက်ရှိတယ်ဒီနေ့မောင်ခင်မတို့လည်းအဲ့အာသာချက်နဲ့လာတာနော်ဒီမှာကြည့်လိုက်တာဆရာတော်၅ပါးလေဦးသိန်းပါဝင်ဟုတ်တယ်မလားဒီထဲမှာကြည့်လိုက်တော့ဦးသိန်းကအချောဆုံးဖြစ်တယ်နော်ဟောငါအချောဆုံးဖြစ်တယ်ဒီပုံလေးကြည့်ပြီးဟောရပါတယ်ပုံကြီးကြီးထုတ်လိုက်တာနော်အားငယ်လိုက်ပုံကြီးလိုက်ကိုရုပ်လေးချောတာလေးကြည့်လိုက်ဟောရမှာလေနော်အားရှိအောင်လုပ်ပြီးတော့နော်အားနည်းချက်တွေမှာအာသာချက်တွေယူပြီးဟောရမှာမို့လားအဲ့လိုနေတာတော့ဦးသိန်းလည်းဩအဲ့တော့အာသာချက်တွေတော့ရှိသေးတယ်ဟာနော်ဆရာတော်၅ပါးထဲမှာငါအချောဆုံးသိတယ်ချောလားအေးအချောလေးချောတယ်နော်အဲ့ဒါပြိဿရဲ့ဒီနေ့ပထမညဆိုတော့မိတ်ဆက်တွေနဲ့နောက်လေဆရာတော်ကြီးဟောမှာပဲလေနော်ဆရာတော်ကြီးလေးပါဟောကြမှာဆိုတော့နောက်ရက်ဒီမှာနာလိုက်မကောင်းဘူးလားဒီနေ့ရေသက်ချတယ်လေမကောင်းဘူးလားပြိဿဘုရားတော့ကြိုက်တယ်နော်ဒီလာလည်းပြေးပြီလေနော်ရေသက်ချလိုက်မကောင်းဘူးလားကဲပရိသတ်ဒီနေ့ညမိတ်သက်တဲ့နေ့နဲ့ရေသက်သွန်းချအမြပေးဝေလိုက်ကြလေကုန်ရာတည်းတာဓုကောဘကောင်းလာလိုက်တယ်တာဓုခေါ်မနေပါနဲ့ဗျာနော်ဓမ္မညမိတ်သက်တဲ့နေ့နဲ့ဦးဇင်းတို့3နာရီလောက်တော့ဟောမယ်အာယုံပြုထားတာပဲပရိသတ်ဘယ်နှနာရီလောက်လဲစင်ပြေရလား
ဒီမှပြည်တယ်ပြောနော်နောက်စားတင်းနဲ့အဲ့တော့မပြည်လဲပြိတ္တရေပြီးတော့နော်3 နာရီလောက်တော့ချလိုက်မယ်လေကြုံလုံးဆုံးတော့ဟုတ်လားကိုလည်းဒီပလင်တက်ရတော့ဟုတ်လားဒီဦးစင်းနဲ့လက်ထဲကလည်းမိုက်ရောက်နေပြီဆိုတော့မကျင်နဲ့လေကျင်နဲ့လားမကျင်နဲ့လည်းဘာလို့မလဲကျင်နဲ့ရအဲ့တော့ပရိသတ်ရေတရားနာပရိသတ်က2 မျိုးရှိတယ်တရားနာပရိသတ်က2 မျိုးလေ2 မျိုးရှိဘုရားဓမ္မတွေတရားဝဲလာပြီဆိုလို့ရှိရင်နေရာမရှာဘူးလားဟောနေရာရှာတယ်ဒါနဲ့တဲ့ကောင်မှဘယ်နှမ်းမှနေလဲလို့ရှာတဲ့လူကရှိနော်ရက်ွက်ထဲမှာဆိုရင်တော့လေတရားဝဲသွားမယ်သွားနေငါနောက်ကြနေလို့ငါပြီးမှလိုက်လာခဲ့မယ်ဆိုရောတရားခွင်းနဲ့ရောက်တော့ပြိတဲ့သူလိုက်မရှာရဘူးလားလိုက်ရှာဒါနဲ့တဲ့ကောင်မှဘယ်နှမ်းမှရှိတယ်ဆိုပြီးတော့နေရာရှာတယ်မတည့်တဲ့လူကြလည်းမရှာပြန်ဘူးလားဟောငါလည်းမတည့်တဲ့ကောင်ကဒီထဲမှာထိုင်တာငါမထိုင်ဘူးဟိုဘက်သွားထိုင်မယ်ဆိုပြီးတော့ပြိတဲ့မရှာဘူးလားရှာတယ်အဲ့တော့တရားနာပရိသတ်ကနံပါတ်1ကရှာနာပရိသတ်ပြောဘာနာတဲ့လေနံပါတ်2တရားနာပရိသတ်ကဧကမတိနေကေတရားဟောဓမ္မဂရိကတွေဆိုတာအမတမလေကြောရှိတယ်ရှားကြောရှိတယ်ဓမ္မဂိကတွေပါရှိတယ်ရှားကြောရှိတယ်တဲ့ဟုတ်လားခုပဲကြည့်တယ်တရားမှမဟောသေးလားဟုတ်ဘူးလားပရိသတ်တရားမှမဟောသေးလားအဲ့တော့ဒီနေ့ကဓမ္မကြီးရတွေကရှားကြောရှိတယ်ပလင်ရှင်များသွားထိုင်ပြီးလို့ရှိရင်ပြိတ္တရေလက်ညှိုးထိုးပြီးတော့လည်းမေးတတ်သေးတယ်ဒီမှာကြီးမှဆရာလေးတို့မေးခံရမယ်ဒီနေ့နော်အဲ့တော့ဖြေနိုင်ရင်တော်သေးတယ်လေတဲ့မဖြေနိုင်လို့ရှိရင်ပြိတ္တရေလူကြတဲ့ရှက်ပွဲအောင်ပါလေအဲ့တော့အဲ့ဒီဘုန်းကြီးတွေနဲ့ခက်ခွာခွာနေမယ်အဲ့ဘုန်းကြီးတွေနဲ့မလုပ်လဲခက်ခွာခွာနေမယ်ဆိုပြီးတော့ဟိုနောက်ထဲမှာသွားနေတဲ့ပြိတ္တဟိုနောက်ထဲမှာသွားနေကြတာဥစဉ်နဲ့ခက်ခွာခွာနော်ဒါကြောင့်ပရိသတ်နံပါတ်1တရားနာပရိသတ်ကခွာနာနံပါတ်1ကဘာလဲလဲနံပါတ်1ကနံပါတ်2ကပေါင်းပြောမယ်ဆရာမဘာတွေဖြစ်ပရိသတ်ရေပြန်ပြောဘာတရားလဲဘယ်နဲ့ဆရာနာပါလားညီညွတ်ခြင်းဤဟောရှာနာပါဏာတော့ဖြစ်ရှာနာပါဏာမဟုတ်တော့ဘူးเนาะတရားနာမယ်ပါတယ်လေညီညွတ်ခြင်းဤတန်ဖိုးတဲ့ဦးဇင်းတို့ညီညွတ်ခြင်းဤတန်ဖိုးလို့မြည်ပေးထားတဲ့ဓမ္မတရားဒေသနာတော်ဟောကြားနာကြားညီညွတ်ကြရအောင်ဓမ္မောရမနာတိဣမဓမ္မဒေသနာဓမ္မောရမနာတိဣမဓမ္မဒေသနာသတ္တကပိလဝတ္တောဥပနိတ္တယနိရောဓဓမ္မေဝိဟတတောညာတိကလအာတပကတိတိဓမ္မောရမနာတိဣမဓမ္မဒေသနာညီညွတ်ခြင်းဤတံဘုလိုအမည်ပေးထားတဲ့ဤတရားဒေသနာတော်ကိုတရသောလောကဒုဒသဗ္ဗေယမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ကပိလဝတ္တောကပိလဝကိုမနိတ္တယအမိပြု၍နိရောဓရာမေနိရောဓယုံကြောင်း၌ဝိဟရတော်မြတ်တရှင်ပြုံတရင်သုံးတော်မူစဉ်ညာတိကလစဉ်မျိုးတို့ဤခရပြည့်ခြင်းကိုအတ္တပါအကြောင်းပြု၍ကတိတိကောင်းစွာမသွေဩမိန်တော်မူခဲ့ပါ၏တည်းဘုရားတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပိလဝမြေနိဒောဓယုံကျောင်းမှာတရင်သုံးတော်မူသည်ဖေကျောင်းမှာတရင်သုံးတာလေနိရောဓယုံကျောင်းမှာတရင်သုံးတော်မူသည်သူရဲ့ဆွေတော်မျိုးတော်တွေယံဖြစ်လို့ပြိဿယဘသူတွေယံဖြစ်တာလေဆွေတော်မျိုးတော်တွေယံဖြစ်တာကပိလဝပြည်ကတာဂိဝေမင်းသားတွေနဲ့ကောလိယပြည်ဟာကောလိယမင်းသားတွေယံဖြစ်ကြတယ်ဘာကြောင့်ယံဖြစ်တာလဲဆိုတော့ပြိဿယရောဟိနိရည်ရည်ကိုအကြောင်းပြုပြီးတော့ယံဖြစ်တာဘာကိုအကြောင်းပြုယံဖြစ်တာလဲ
တော်ဤနေမြေကြီးကိုအကြောင်းပြုပြီးတော့ယံပြစ်တာမင်းကြီးမင်းသားတွေနှစ်ပြည်တော်စိတ်ခင်းတဲ့ချိန်စိတ်ခင်းတော်မဲ့စေစေဩဇေနောသောကဒေါဒသဗ္ဗေညောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကြွလာပြီးတော့မင်းကြီးမင်းသားတွေကိုမေးတယ်မင်းသားတို့တဲ့ဒီနေရာကိုဘာအတွက်နဲ့လာကြတာလဲမြတ်စွာဘုရားမေးတာနော်ဒီနာကိုဘာအတွက်လာကြတာလဲအဲ့တော့ပြိဿရဲ့မင်းကြီးမင်းသားတွေကလည်းမလိမ္မာဘူးပြန်လျှောက်ဘောတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်တို့ဒီနေရာမှာစိတ်ကင်းဖို့လာကြတာပါဗျာတဲ့ဟောဘာလို့ဖို့လဲလေစိတ်ကင်းဖို့လာကြတာပါခိုက်ရန်ပြဖို့လာကြတာပါအဲ့တော့မြတ်စွာဘုရားကပြန်မေးတယ်မင်းတို့ကဘာကြောင့်ခိုက်ရန်ဖြစ်ကြမှာတော့တဲ့ပြိဿပြောပါတယ်လို့ဘာကြောင့်ခိုက်ရန်ဖြစ်ကြမှာတော့မာရာသကိနေတယသလောမဟာရသမြေတော်မင်းတို့တို့နေတို့သည်ကဲရပေတို့နေတယမိပြု၍သလဲဟောယံဖြစ်ကြမှာလဲမင်းတို့ကဘာအကြောင်းပြုပြီးတော့ယံဖြစ်မှာတော့တဲ့မြတ်စွာဘုရားကမေးပါအဲ့လိုမေးတဲ့အခါကျတော့မင်းကြီးမင်းသားတွေကတပည့်တော်တို့ဒီကြီးကိစ္စကြီးအကြောင်းပြုပြီးတော့ကိုယ်တည်းရေကိုအကြောင်းပြုပြီးတော့တပည့်တော်တို့ဟာယံဖြစ်မှာသိခင်းမှာပါဗျာအဲ့ဒီလိုပြန်လျှောက်တော့မြတ်စွာဘုရားကနှစ်ခုမေးတဲ့စကားဘုဒ္ဓကံကေယဂတိမာရာဇာနံပါတ်1မေးခွန်းနော်ဘုဒ္ဓကံကေမဂတိမာရာဇာမြတ်တော်မင်းတို့ဥဒကယေတိကေယဘေမြလောက်အဂတိတံမိုးကြည့်ပါသလဲမင်းတို့ရေဟာဘယ်လောက်တံမိုးကြီးလဲနံပါတ်1မေးခွန်းနောက်နံပါတ်2မေးတာကကတိယာနာမကေအဂတိမာရာဇာမြတ်တော်မင်းတို့ကတိယာနာမမင်းမျိုးတို့မိတိကေအဘေများလောက်အဂတိတံပိုးကြည့်ပါသလဲနံပါတ်1ကရေဟာဘလောက်တံပိုးကြီးလဲဆိုမေးတယ်နံပါတ်1ကဘာကိုမေးတာလဲရေရဲ့တံပိုးကိုမေးတာရေဟာဘလောက်တံပိုးရှိလဲနံပါတ်2ကမင်းမျိုးဟာဘလောက်တံပိုးရှိလဲမေးတယ်နံပါတ်2ကဘာမေးလဲမင်းမျိုးရဲ့တံပိုးဟာဘလောက်ရှိလဲတဲ့မင်းနေရဲ့တံပိုးတနည်းအားဖြင့်ပြောရင်လူတံပိုးလို့ပြောတာပဲဗျ။ဘာရဲ့တံပိုးလဲလူရဲ့တံပိုးဟာဘလောက်တံပိုးရှိလဲလို့မေးတာအဲ့မှာမင်းကြီးမင်းသားတွေကပြန်တော့တယ်ပြန်ပြီးတော့လျှောက်ထားတယ်အပကဥဒကမဏိအရှင်ဘုရားဥဒကရည်သည်အပကအဖို့အနေငယ်မြသာလည်းရင်တံဖို့ရှိပါれဘုရားဟောပရိသေရည်ကြီးကဘလောက်ပဲတံဖို့ရှိလဲတံဖို့နည်းငယ်ပဲရှိတယ်တဲ့အပကဥဒကမဏိဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဥဒကရည်သည်အပကတံဖို့အနေငယ်မြသာလည်းရှိပါれခတိယနာမအနကဗန္တိဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားခတိယနာမမင်းမျိုးတို့သည်ကတော့အနကအဖို့များစွာတိုက်ပါတယ်ဟူ၍ကောင်းစွာမသွေပြန်လေ၍လျှောက်ကြတော်မူပါပေတည်းပရိသတ်ရေမင်းကြီးမင်းသားတွေကပြန်မလျှောက်ဘူးလားဘုန်းတော်ကြီးတော်မြတ်စွာဘုရားရေရဲ့တန်ဖိုးဟာနည်းငယ်များပဲရှိပါတယ်မင်းကြီးရဲ့တန်ဖိုးကတော့တဏှာဖြင့်ပြောရရင်လူရဲ့တန်ဖိုးကတော့အဖို့အနက်ကထိုက်ပါတယ်ဗျာတော့ဒုရဓမ္မတွေလည်းစဉ်းစားကြည့်လေရေရဲ့တန်ဖိုးနဲ့လူတယောက်ရဲ့တန်ဖိုးဘယ်ကပိုတန်ဖိုးကြီးမှာလူရဲ့တန်ဖိုးကပိုမကြီးဘူးလားရေရဲ့တန်ဖိုးတဲ့သာရင်လူရဲ့တန်ဖိုးကဘယ်လိုမှကိုပရိသတ်ရဲ့တန်ဖိုးဖြတ်လို့ရပါမလားမရနိုင်ဘူးအဲ့ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့လူတွေရဲ့အသက်တွေကိုသတိပြီးတော့ပရိသတ်ရဲ့ရည်တွက်နဲ့စိတ်ခင်းမယ်ဆိုတာဖြစ်တဲ့ရလားမဖြစ်တဲ့အဲ့မှာမြတ်စွာဘုရားကပြန်ပြောတယ်ဓမ္မီတော်ရဲ့ပရိသတ်ရဲ့အပကံဥဒကနိတယအပကံဥဒကနိတယကတ္တမခတိယေအနကေနာတိဒဇလာရှင်သာတို့တဲ့
အပကနမောမရှိတဲ့ဥဒကရေနေသားရအမိပြု၍တန်ဖိုးမရှိတဲ့ရေအတွက်နဲ့ကွာတဲ့မင်းတို့ကောင်တွေကတန်ဖိုးရှိတဲ့လူသက်တွေကိုတရေပြီးတော့ရံဖြစ်မလို့လားစိတ်ခင်းမလို့လားတဲ့မြတ်စွာဘုရားပြန်မေးတာနော်တန်ဖိုးမရှိတဲ့ရေအတွက်နဲ့မင်းတို့တွေတန်ဖိုးရှိတဲ့လူအသက်တွေကိုတရေမလို့လားတန်ဖိုးရှိတဲ့လူအသက်တွေကိုတော့မတရေပါနဲ့မင်းတို့ညီညီညွတ်ညွတ်နဲ့နေကြစီစီလုံးလုံးနဲ့နေကြပရိသတ်ရေဘယ်လိုနေရမှာလဲညီညီညွတ်ညွတ်နဲ့နေစီစီလုံးလုံးနဲ့နေညီညွတ်ရင်ချမ်းသာတယ်တဲ့ပရိသတ်ရေညီညွတ်ရင်ဘာဖြစ်လဲစီလုံးရင်ချမ်းသာတယ်စီလုံးရင်ဘာဖြစ်လဲအဲ့ဒါကြောင့်အားလုံးသောဓမ္မတွေဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေအားလုံးရောညီညွတ်ဖို့မလိုဘူးလားဗျာညီညွတ်မှပရိသတ်ရေညီညာမှပြည်သားမယ်မညီညာတော့ပြည်ရနာတယ်တဲ့ဗျာမညီညာရင်ဘာဖြစ်လဲဘုပရိသတ်ရေအားလုံးဒီမှာမြတ်စွာဘုရားကမင်းကြီးမင်းသားတွေကိုညီညာကြဖို့ညီညွတ်ကြဖို့စီယုံကြဖို့ဟောနေတာမဟုတ်လားအေးညီညီညွတ်ညွတ်နဲ့နေကြစီစီလုံးလုံးနဲ့နေကြတယောက်နဲ့တယောက်သိမြတ်အောင်နေကြဘုရားဓမ္မတွေစဉ်းစားကြည့်လေအိမ်တဲ့အိမ်မှာအိမ်တို့အိမ်သားတွေမတည့်ဘူးဆိုရင်အဲ့ဒီအိမ်ကပရိသတ်ကြီးချမ်းသာမှုရှိပါမလားရှိပါပါဗျာအဲ့တော့ပဲစီစဉ်ချမ်းသာပရိသတ်ကြီးစိတ်ချမ်းသာမှုတော့ရပါမလားရပါဗျာအဲ့ဒါဘာကြောင့်လဲဆိုတော့မညီညွတ်လို့ပရိသတ်ကြီးပါတဲ့တော့ဓမ္မကလည်းတဘောဒုက္ခဓမ္မကလည်းညီညွတ်ခြင်းဒီဒုက္ခချမ်းသာပါပေတယ်ဟောညီညွတ်ရင်ဘာဖြစ်လဲချမ်းသာတယ်မြတ်စွာဘုရားလေမြတ်စွာဘုရားဒီဓမ္မကလည်းတဘောဒုက္ခဆိုတဲ့ပါဠိလေးကမြတ်စွာဘုရားယဟန်တော်တွေကိုဟောတာယဟန်တော်တွေအချင်းချင်းယံဖြစ်ကြတာလေနော်လူတွေမှယံဖြစ်တာမဟုတ်ပရိသတ်ကြီးမြတ်စွာဘုရားလက်ထက်ကယဟန်နေလည်းမလုပ်ယံဖြစ်ကြတာလေစကားများကြတာအချင်းချင်းမြတ်စွာဘုရားရဲ့စကားကိုနားမထောင်မြတ်စွာဘုရားဆုံးမတဲ့နာမတော်ဒါမှတော့မြတ်စွာဘုရားကအဲ့ဒါပြည့်ပြီးတော့ယဟန်နေပြည့်ပြီးတော့တောထဲသွားတယ်လေဒီဘာလေးထွက်သွားတာအဲ့မှာယဟန်နေကသူတို့အမားတွေယံသိပြီးတော့မြတ်စွာဘုရားနောက်လိုက်ပြီးတောင်းပန်တဲ့အခါမြတ်စွာဘုရားဟောတာတမက္ကနတဘောတုခောပရိသတ်ပြောကြည့်ပါနဲ့တော့တမက္ကနတဘောတုခောညီညွတ်ခြင်းဟာချမ်းသာတယ်ညီညွတ်ခြင်းကဘာဖြစ်လဲဒီမှာလည်းပရိသတ်ရေမင်းကြီးမင်းသားတွေကညီညွတ်နေတာလားရံဖြစ်နေတာလားရံဖြစ်မဲ့ဆိုရင်ပရိသတ်နဗီတော်စစ်ခင်းပြီဆိုရင်ဒီလူတွေမသိဘူးလားသိမဲ့ဆိုလို့ရှိရင်သိကြပြည့်စည်မဲ့ဘယ်မှာသိချမ်းသာမှုရှိမှလဲအဲ့ဒီမှာမြတ်စွာဘုရားကအေးမင်းသားတို့မင်းတို့ညီညီညွတ်ညွတ်နေကြမညီညွတ်လို့ရှိရင်ပြည့်စည်မယ်တဲ့မညီညွတ်လို့တဲ့ရှေ့တုန်းကပြည့်စည်ခဲ့တဲ့တာရကတွေလည်းရှိခဲ့ဘူးတဲ့မညီညွတ်လို့ပြည့်စည်ခဲ့ဘူးတဲ့ရှေ့တုန်းကလေမြတ်စွာဘုရားကပရိသတ်ရေကျင့်သားတို့မညီညွတ်ရင်ပြည့်စည်တယ်မင်းကြီးမင်းသားတို့ညီညွတ်အောင်နေကြမညီညွတ်ရင်ရှေ့တုန်းကပြည့်စည်ခဲ့ဘူးတဲ့ဆိုပြီးတော့ဦးဇင်းတော်မြတ်စွာဘုရားဖရာလောင်ဘဝကပရိသတ်ရေတကူသောဘဝတို့ရဲ့အတိတ်ဘဝကိုပြန်ပြီးတော့ဟောပါဘုရားတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပါရမီပြည့်တဲ့ငါဘာလနတ်တိပြေယမရမေအုပ်ချုပ်တဲ့အချိန်မှာအဲ့ဒီမှာပရိသတ်ကြီးဘုရားလောင်းငုံမင်းဖြစ်ခဲ့ဦးတယ်တဲ့ပရိသတ်ပြောဘာဖြစ်ခဲ့ဦးတာလဲဘုရားလောင်းငုံမင်းဖြစ်ခဲ့ဦးတာအဲ့ဒီတော့ပရိသတ်ကြီးဘုရားလောင်းငုံမင်းကအဲ့ဒီတောမှာပေါ့ဘုံပေါင်းများစွာနဲ့ပရိသတ်ရဲ့ကြံရနဲ့ကျင်းတယ်ကျစားပြီးတော့နေတယ်အဲ့တော့ဦးဇင်းတို့ရသော်ဘုရားလောင်းငုံမင်းတို့ကျင်းလေကျစားတဲ့တောနဲ့အနီးကရွာတရွာမှာလည်းပဲပရိသတ်ရဲ့ဂုံးတွေကိုဖမ်းပြီးတော့တမွေးဝမ်းကြောင်းပြုတဲ့မုတ်ဆိုးလင်မယားရှိတယ်တဲ့အဲ့ဒီငုံးတွေကိုဖမ်းပြီးတော့တမွေးဝမ်းကြောင်းပြုတဲ့မုတ်ဆိုးလင်မယားအဲ့ဒီရွာမှာနေပြီးတော့ပရိသတ်ရေဦးဇင်းတို့ဘုရားလောင်းငုံနေအစာထွက်ပြီဆိုလို့ရှိရင်အဲ့ဒီငုံနေကိုပိုက်ကုန်နဲ့ပြစ်ပြီးတော့ဖမ်းလာပုပ်စိုးကလေ
အဲ့လိုမို့သောကမိုက်ကိုနဲ့ပြစ်ပြပြီးဖမ်းပြီးတော့တမွေးဝမ်းကြောင်ပြုတာအဲ့တော့တနေ့တော့ပြိဿရေဘုရားလောင်းဦးဇင်းတို့မြတ်စွာဘုရားလောင်းငုံမင်းနဲ့ငေါအုပ်ကြီးကအသာရှာထွက်လာတဲ့အချိန်မှာအဲ့ဒီပဲမုတ်ဆိုးကငုံတွေကိုဖမ်းတယ်မုတ်ဆိုးကလည်းတောထဲမှာငုံဖမ်းမှုဆိုထွက်လာပြီးတော့ပြိဿရေအဲ့ဒီမှာငုံတွေကိုစုဝေးအောင်ဆိုပြီးတော့မုတ်ဆိုးကငုံမိတယ်မြည်တယ်နော်အတန်တုလောက်တာပေါ့ဗျာပြောရရင်နားလည်အောင်ပြောရင်ဘာလုပ်လဲအတန်တုလောက်တာငုံအော်တဲ့ပုံစံမျိုးអော်လိုက်တာသူអော်လိုက်ပြီဆိုရင်အဲ့မှာငုံနေရအဲ့နေရာကိုလာပြီးတော့စုကြတာသူတို့ငုံអော်တဲ့ထင်ပြီးလာစုကြအဲ့ဒီလိုစုကြတဲ့ခါကျမှအဲ့ဒီငုံနေဘောကိုပိုက်ကုန်ကြီးနဲ့ပြေးပြီးတော့ဖမ်းနေအဲ့လိုပိုက်ကုန်နဲ့ပြေးဖမ်းပြီးလို့ရှင်ပရိသတ်ရင်ငုံနေကိုကောက်ပြီးတော့တောင်းတယ်ပြီးရောက်အိမ်ဟောတရားယူအိမ်ပြန်ပေါ့ဗျာဒီလိုနဲ့ပရိသတ်ကြီးတရက်လေဒီလိုဖမ်းလိုက်နောက်တရက်လေဒီလိုဖမ်းလိုက်နဲ့အဲလိုရက်နေကြလာတဲ့ခါကျတော့ဦးဇင်းတော်ဘုရားတော်ဝုံမင်းကစဉ်းစားဒီလိုသာနေတိုင်းတို့ကိုနေပန်းကနေရရင်တို့တွေပန်းကနေရရင်ဒီနေ့တို့အမျိုးပြုတ်လိမ့်မယ်ဒီနေ့ဘာဖြစ်မှာလဲလေအမျိုးပြောက်မှာစိုးကြောက်ဖို့မလိုဘူးလားဦးဇင်းတော်မြတ်စွာဘုရားဖြင့်ဘဝနော်ဦးဇင်းတော်မြတ်စွာဘုရားကိုမင်းဘာတော့ကအမျိုးကြောင့်မှမစိုးကြောက်ခဲ့ဘူးလားအဲ့တော့အချင်းချင်းနော်မသိမြတ်ရင်လည်းပဲတနေ့ဘာဖြစ်မှာတော့မျိုးပြောက်မှာပဲပြိဿဘာဖြစ်မှာတော့ပြောက်မှာပဲအဲ့တော့ဦးဇင်းတို့နော်ဘုရားတော်ကိုမင်းစဉ်းစားတယ်ဒီလိုသာတို့တွေနေသွားရင်တနေ့တို့ငုံနေကုန်လိမ့်မယ်တို့တွေတည်လိမ့်မယ်အဲဒီတော့ဒီလိုနေလို့မပြေဘူးတော့ပြီးတော့ပြိဿရေသူ့ရဲ့ဝုံလေးတက်ကိုခေါ်ပြီးတော့ဘုရားတော်ကိုမင်းကမာတယ်အဲတော့နောက်ရက်ဒီရောက်ရင်တဲ့မုတ်သိုးလာလို့ပိုက်ကုန်နဲ့ဖမ်းတဲ့ခါကြရင်ပိုက်ကုန်ရဲ့အပေါက်တစ်ပေါက်စီတိုင်းကိုမင်းတို့ကောင်းနေချိုးထွက်ပိုက်ကုန်ရဲ့အပေါက်တစ်ပေါက်စီတိုင်းကိုဘာချိုးထွက်ရမှာလဲကောင်းချိုးထွက်ကောင်းချိုးထွက်ပြီးလို့ရှိရင်ပြိဿရဲ့အဲ့ဒီမှာမင်းတို့တပြိုင်နဲ့ညီညာပြန်ကြတပြိုင်နဲ့ဘာလို့ရမှာလဲညီညာပြန်ကြအဲ့လိုတပြိုင်နဲ့ညီညာပြန်ပြီးလို့ရှိရင်မင်းတို့တွေစူးကြုံကြီးရောက်တဲ့ခါကျရင်အဲ့ဒီစူးကြုံဘောကိုပိုက်ကုန်ကြီးချပြီးတော့အောက်ကနေပြန်ထွက်ပြီးဟောဘုရားတော်ကိုမင်းတင်တာနော်အဲ့ဒီလိုပြိဿရေဘုရားတော်ကိုမင်းကလည်းတင်တာနောက်ရက်တွေကျတော့မုတ်သိုးကဘုန်းတွေကိုဖမ်းဖို့လာတဲ့ခါကျတော့ပြိဿရေဘုန်းတွေကလည်းမြတ်စွာဘုရားတော်တင်ထားတဲ့အတိုင်းအဲ့ဒါတသိမသိလိုက်လာတဲ့ခါကျတော့ပြိဿရေပိုက်ကုန်ကြီးပြေတော့လည်းပြိဿရေဘုန်းတွေကပိုက်ကုန်တွေကခေါင်းလေးတွေတွေ့တန်ကြီးနဲ့ညနေကြီးညွန်းနဲ့ပြန်ပြီးတော့ပြိဿရေသူ့ကြောင့်နေတွေ့တဲ့ကအဲ့ဒီသူ့ကြောင့်ပေါ်မှာနာအောက်ကနေပြန်ရှိုးပြီးတော့ထွက်ပြီးလိုရခရီးသွားတယ်အဲ့လိုလုပ်တဲ့ခါကျတော့မုံစိုးကအဲ့ဒီပိုက်ကုန်ကြီးလိုက်ပြီးဖြုတ်ရတယ်ဖြုတ်ရင်းနဲ့ပြိဿရေပိုက်ကုန်စူးကြုံကကြီးလာတော့တော်နဲ့လည်းဖြုတ်လို့ကပြီးမှာပေါ့လေအဲ့ဒါနဲ့ပိုက်ကုန်ဖြုတ်တာနဲ့နေကုန်နေဆိုပဲပိုက်ကုန်ဖြုတ်တာနဲ့အချိန်ကုန်တဲ့ခါကျတော့အိမ်ပြန်တော့ဗလာနဲ့ပြန်တော့ပြိဿရေအသက်ပြမပါဗလာနဲ့ပြန်တဲ့ခါကျတော့အိမ်ကမယားကကြည်ဝမလားတရက်နဲ့ရတော့မှာပေါ့တရက်လာလိုက်ငုံနေကိုဖမ်းလိုက်မမိလိုက်ငုံနေကလည်းပဲဘုရားတော်ကိုမင်းတင်ထားတဲ့အတိုင်းလှုပ်လိုက်တသိမသိလိုက်တာညင်းညွန်းနဲ့လှုပ်နေတဲ့ခါကျတော့ငုံနေကိုတကောင်မှမမိအခုဗလာကြီးနဲ့ကြည့်ပဲပြိဿကြီးအိမ်ပြန်နေရတရက်လေလက်ဗလာနောက်တရက်လေလက်ဗလာနောက်တရက်လေလက်ဗလာရက်ဒီကြလာတဲ့ခါကျတော့အိမ်ရှင်မကမကြည်တော့ဘူးအိမ်ရှင်မကဘာဖြစ်တော့လဲမကြည်တော့ဘူးဗျမကြည်တော့ဘာပြောတယ်ထင်တော့ဆရာတနေ့လာလေဗလာတနေ့လာလေဗလာနဲ့မုံမလွဲ့ရောရှင်ကကျမအပြစ်မရင်ငယ်ရှိနေပြီလားပရိသတ်ရေဘာရှိနေလားလို့မရင်ငယ်ရှိနေတာလားတဲ့တခြားပေးရမယ်မရရှိနေလို့ကျမကိုမပေးနိုင်တော့တာလားတဲ့ဗျအဲ့တော့တို့တကားကြီးမြ
တတိထအိမ်ပြန်ရင်အသက်ပြာလေးတော့ပါမာတဲ့မပါလို့ရှိရင်ဘာပြောခံရမှာတော့ပြိတ္တပါတဲ့တော့အေးနော်အိမ်ရောက်လို့ဓမ္မကြီးတွေကပတ်စံမအပ်တဲ့ခါကျဓမ္မကြီးကဘာပြောတရက်နဲ့ရက်တော့ဟုတ်မှာပေါ့နော်လှုပ်စင်မပြေလို့ပါလှုပ်စင်ပြေလို့ပါဆိုတရက်မြတ်တော့ဟုတ်မှာနောက်ရက်ဒီကြာလာတဲ့ခါကျတော့ရှင်ဟာဒီလောက်ပဲအတ္တလားရှင်မသတပည့်ကြောင့်များနဲ့ကျမဘာလို့ရမှာလဲဂုံသိန်းလုံးနေဒီလောက်တက်တာလေပြိတ္တမတက်ဘူးလားဦးဇင်းတော်တရားဓမ္မတွေပြောလို့သိတာဂုံသိန်းလုံးနေမတက်ဘူးလားဂုံသိန်းလုံးတွေကလည်းတက်တယ်ကျောင်းလာကတွေကလည်းတက်တယ်မတက်တာပါရှိမတက်တဲ့ပစ္စည်းပါရှိတိုင်းပေါ်မှာတွေ့တယ်မတက်တဲ့ပစ္စည်းလိုချင်လားမတက်တဲ့ပစ္စည်းရှိရင်ယူမလား24ပစ္စည်းဘာလဲတော့ဘယ်တော့မှမတက်ဘူးနော်တကြက်မှလည်းမပေးရဘူးဒုက္ခဓမ္မတွေတနေ့ခောက်100ဆိုလေဒီသေးပဲခောက်200ပူဇော်လေဒီသေးပဲတနေ့ကုန်ပူဇော်လေဒီသေးပဲ24ပစ္စည်းမထက်ပြိတ္တဈေးတက်လားမတက်ဘူးတယ်နော်မလို့ခြင်းဘူးလားအဲ့လိုကြလည်းမလို့ခြင်းဘူးနော်တန်ဖိုးကြီးကြီးပေးပြီးဝယ်ရမှာလို့ခြင်းလားအဲ့တော့ဒီနေ့ကိပြိတ္တရေဂုံစင်းလုံးတွေကလည်းတက်နေတဲ့အနေထားတခါကြီးတွေကလည်းလောကိုင်းကမကောင်းလို့ပဇံကကောင်းကောင်းမအပ်နိုင်တဲ့အချိန်ဒုဒကဓမ္မတွေကတော့လေအလိုမကောင်းလို့ပဇံမအပ်နိုင်တယ်လို့မမြင်မဲနဲ့သောသောကပြိတ္တရေမုတ်ဆိုးရဲ့အမျိုးသမီးလို့ရှင်ဟာနောက်တစ်ယောက်ရှိနေပြီလားဆိုရင်ခက်ရကြီးရဲ့နော်အဲ့တော့ရှင်ကနောက်တစ်ယောက်ရှိနေပြီလားတဲ့ကျမကိုပဇံမအပ်တော့အဲ့တော့တို့တကာကြီးတွေလည်းအကုန်အပ်နော်တော့じゃပြောခန့်နေရမယ်နောက်တကာကြီးအကုန်အဲ့တော့ဓမ္မကြီးတွေလည်းနော်ဓမ္မကြီးတွေကလည်းပြောချင်လို့ပြောတာမဟုတ်တော့ပါဘူးဂုံသိန်းလုံးတွေကလက်စီဝါရီတွေကလည်းကြက်နော်စီတာနဲ့အကုန်လုံးစင်ပြေအောင်စီမံခန့်ခွဲပြီးတော့မလုပ်ရဘူးလားတကားတွေအပ်လိုက်တဲ့ပတ်စံနဲ့လောက်ကပရိသတ်ရေတလသာစီဝယ်ရတယ်ဇံဝယ်ရတယ်စားဝယ်ရတယ်ကလေးကြောင့်လာကပေးရတယ်မဟုတ်ဘူးပေးရတယ်နဲ့ပရိသတ်ရေတရားဓမ္မတွေလည်းစီမံရတာရတဲ့ပတ်စံလေးနဲ့လောက်အောင်လေဟုတ်တယ်မလားအစီမံရဘူးလားစီမံရတာဓမ္မကြီးတွေလည်းပဲလေပိုက်မှာစိတ်ဆင်းရဲလို့ထင်ပါတယ်သဘင်နေလည်းပြုရုပ်တွေလည်းကြဟုတ်လားအသက်တွေရင်းလာအဲ့တော့ဓမ္မကြီးတွေဘက်ကလည်းပြန်ပြောပြအောင်မနောက်ရတော့じゃဆုံးမလောက်ပဲနေမှာဆိုလို့လေနော်ကိုယ်တွေဆုံးကပဲဆုံးမလောက်ပဲနေအဲ့တော့ဒကမာကြီးတွေကလည်းပဲပတ်စံအခန်းကျင်လို့အခိုင်းတာမဟုတ်ပါဘူးတဲ့ဒကာကြီးတို့ရေကုံသိန်းလုံးတွေကြီးလို့ပါတယ်။အားလည်းတော့အဲ့တော့ကုံသိန်းလုံးတွေကြီးလို့ပါတယ်။အဲ့တော့ပရိသတ်ရေဒီမှာမုတ်ဆိုးရဲ့တဏိကပြောတယ်ချင်းဟာပတ်စံလေးပုံမှန်တကောလို့မတ်တော်ကိုပတ်စံမတ်တာလေးကြားလာပြီရှင်ကျမအပြင်နောက်တစ်ယောက်ရှိနေပြီလား။အဲ့ဒီလိုပြောတဲ့အခါမှာဒီမှာမုတ်ဆိုးရွတ်တဲ့ခါထာလေးဓမ္မောဓမ္မနာလိကိသနသလမနာယပကိနောဓမ္မောဓမ္မတိကိသနသလမနာယပကိနောယရတိဝိဝရိတဏိတရာဣတိမေဝတံဘုသုတိကာထာလေးရုပ်ပြီးပြောတယ်ပကိနောတဲ့ငုံလေးကလည်းပြီးတော့ဓမ္မောဓမ္မနာညီညီညွတ်ညွတ်နဲ့ငုံလေးကဘာဖြစ်တာလဲညီညီညွတ်ညွတ်နဲ့ညီညီညွတ်ညွတ်နဲ့ငုံလေးကပိုက်ကိုညီကိုတည်တည်ပြီးတော့ပြန်သွားတယ်ညီညီညွတ်ညွတ်နဲ့ငုံလေးကဘာလုပ်တာလဲပိုက်ကိုညီကိုတည်ပြီးပြန်သွားတယ်ဓမ္မောဓမ္မနာကိသနိသလမနာယပကိနောအဲ့ဒီငုံတွေကလေတဲ့ညီညီညွတ်ညွတ်နဲ့စီစီလုံးလုံးနဲ့ပိုက်ကိုကြီးကိုတဲတဲပြီးတော့သွားတာအဲ့ဒါကြောင့်ငါမရတာအဲ့ဒါကြောင့်ရှင်မကြီးနင်းကိုပတ်စံကမအပ်နိုင်တာငုံကလည်းတကောမှမရဘူးငုံကရရလားမရဘူးတဲ့ငုံကတကောမှမရတော့ငါလေးနင်းကိုပတ်စံမအပ်နိုင်ဘူးတဲ့အဲ့ဒါငါတခြားမရပေးနေလို့မဟုတ်ပါဘူးတဲ့ငုံတွေကညီညီညွတ်ညွတ်နဲ့
ပြန်နေတဲ့အခါညီညွတ်နေတဲ့အခါငါဖမ်းလို့မရတာပါယရာတိဝိဝရိတတိတရာအေဟိတိမေဝတံယရာတိဝိဝရိတတိတဲ့တနည်းနည်းတစ်ချိန်ချိန်တော့အဲ့ဒီငုံနေဘာဖြစ်မှာလဲရံဖြစ်လိမ့်မယ်ပြိတ္တပြောအဲ့ဒီငုံနေဘာဖြစ်မှာလဲဝိဝရိတတိတင်းခွဲကြလိမ့်မယ်ညီညွတ်နေတဲ့ငုံနေတနည်းတော့မညီညွတ်တဲ့နေ့တော့ရှိအောင်ပါပဲအဲ့ဒီငုံနေအဲ့ဒီငုံနေမညီညွတ်တဲ့တနေ့ရောက်ရင်ယရာယေဟိတိမေဝတံငါတို့ရဲ့အလိုကိုရမှာဖမ်းမှာမိအောင်ဖမ်းပြီးတော့မင်းကိုပြီးမယ်တရားတွေပြီးမယ်ပြိတ္တကြီးနော်အဲ့တော့ပြိတ္တကြီးမညီညွတ်ရင်တော့ပျက်စီးပါပဲဆိုတာမပေါ်နိုင်ဘူးလားညီညွတ်လို့ရှိရင်ချမ်းသာမယ်ပြောပြိတ္တညီညွတ်ရင်ဘာဖြစ်မှာလဲညီညွတ်ရင်ချမ်းသာမယ်မညီညွတ်ရင်ပျက်စီးမယ်ဒီမှာတာရကပဲနော်ဒါလေးကိုအတုယူစေခြင်းဒါလေးကိုမှတ်သွားစေခြင်းပါဒီနေ့တရားဟောရရင်ဒီတရားကိုရွေးချယ်ပြီးဟောရခြင်းရဲ့အဓိကရွေးချယ်ကဒါပါပဲပြိတ္တရဲ့ညီညီညွတ်ညွတ်နဲ့နေသေးခြင်းနဲ့ပြိတ္တပြောပါတဲ့တော့ညီညီညွတ်ညွတ်နဲ့နေသေးခြင်းနဲ့ညီညွတ်သေးခြင်းနဲ့ညီညွတ်ပါဘာဖြစ်မှာလဲချမ်းသာမယ်စိတ်ချမ်းသာမယ်လေစိတ်ချမ်းသာမယ်ညီညွတ်မှပြိတ္တရဲ့လုပ်ငန်းတွေကိုင်ငန်းတွေလည်းအောင်မြင်ပြီးလို့ရှိရင်စီးပွားရေးလည်းချမ်းသာမှာမဟုတ်လားချမ်းသာမှာပဲဥက္ကမဘာဒီနေ့ဦးဇင်းတို့ဒီမှာသာသနာ့ဒီမှာကျိုးတော်ဆောင်ဖွဲ့နဲ့အစိမ့်နကဆိုဖို့လူရှင်တွေဝေယဝဇအဖွဲ့တွေခေါင်းရသားသမီးတွေဟောစီစီလုံးလုံးနဲ့ညီငယ်ညွန်းညွန်းနဲ့ပြိတ္တရေကျိုးသာဆောင်ရွက်တဲ့ခါကျတော့ဒီနေ့ဓမ္မသဘင်ကြီးဟာ9ကြိမ်မြောက်ရောက်လာပြီ9ကြိမ်မြောက်ရောက်ပြီလေဒါစီလုံးညီညွတ်လို့ရောက်တာလားရံဖြစ်ပြီးရောက်လာတာလားစီလုံးညီညွတ်လို့ရောက်လာတာအကျိုးတော်ဆောင်လေးကလည်းပဲတက်တက်ကြွကြွနဲ့ဆောင်ရွက်တယ်ညီညီညွတ်ညွတ်နဲ့ဆောင်ရွက်တယ်အသိဏကသူကိုလူချင်းတွေကလည်းပဲအာတတရောနဲ့လူတယ်ဘယ်လိုရအောင်လားဒီနေ့ခေတ်ကျက်တဲနေတဲ့ခေတ်ကြီးမှာတော့အာသိဏကသူကိုကတက်တဲ့ဓမ္မပူဇာတွေကမနစ်ကားတဲ့တောင်များတယ်လေဗျာဘလောက်ဝမ်းသာဖို့ကောင်းတနည်းအားဖြင့်ပြောရင်ဘလို့ကျေးဇူးတင်ဖို့ကောင်းလေတရားဓမ္မတွေရဲ့တရားတရားနော်တရားဓမ္မတွေရဲ့တရားတရားပြိတ္တရဲ့ကျေးဇူးတင်ဖို့လည်းကောင်းတယ်ကြီးကျူးဖို့လည်းကောင်းတယ်အဲ့တော့ပြိတ္တဒီနေ့တရားပွဲကြီးကျင်းပနိုင်တယ်ဆိုတာညီညွတ်လို့ကျင်းပနိုင်တာဘာဖြစ်လို့ကျင်းပနိုင်တာလဲမညီညွတ်ကြည့်ပါလားဥစ္စာလေးဆရာတော်သံဃာတော်ရဲ့အောက်တော်မှာဥစ္စာလေးဆရာတော်သံဃာတွေရဲ့ဩဝါဒနဲ့အညီမလိုက်နာဘဲနဲ့အောက်ကဝေယဝဇဖွဲ့တွေကျိုးတော်ဆောင်ဖွဲ့တွေကလည်းတယောက်တစ်ပေါင်းနဲ့လုံနေမယ်ဆိုရင်အခုလိုတရားဝဲကြီးလုံနိုင်ပါလားမလုံနိုင်ညီညွတ်လို့လုံနိုင်ဘာဖြစ်လို့လုံနိုင်တာလဲညီညွတ်လို့လုံနိုင်တာအဲ့တော့ဦးဇင်းတို့ဒီမှာလည်းပဲเนาะညီညီညွတ်ညွတ်နဲ့လုံတဲ့အခါကျတော့တရားပွဲကြီးရတာ9ကြိမ်မြောက်မနစ်ကဆိုလို့ရှိရင်3ညကျင်းပါတယ်ဒီနေ့ဘယ်နှညလဲ9ညတော့ကျင်းပနိုင်တာရော့သွားတာလားတိုးလာတာလားရော့သွားတာလားတိုးလာတာလားညီညွတ်လို့လားမညီညွတ်လို့လားဒီလိုညီညီညွတ်ညွတ်နဲ့ဆက်ပြီးလုံနေမယ်ဆိုလို့ရှိရင်ဆရာတော်ကလက်တွဲပြီးတော့ပြိတ္တရဲ့စီစီလုံးလုံးနဲ့ကြိုးစားနေမယ်ဆိုရင်ဒီဓမ္မသဘင်ကြီးဟာနောက်နှစ်တည်းရောမလုံနိုင်ဘူးလားဒါဆိုနောက်နှစ်ဒီမှာလေဓမ္မသဘင်ကြီးမလုံချင်ဘူးလားပြိတ္တပြောမလုံချင်ဘူးလားဒီလိုတရားပွဲကြီးနောက်ဟောမလုံချင်ဘူးလားလုံချင်လို့ရှိရင်နံပါတ်1ညီညွတ်ဖို့လိုတယ်နံပါတ်1ဘာလို့လဲမညီညွတ်ရင်ရမလားမရနိုင်ဘူးအဲ့တော့ဦးဇင်းတို့ဒီမှာလဲတရားပွဲလုပ်သလိုပဲဦးဇင်းတို့လိုင်းသားရမှာဆိုရင်လည်းပဲတော့ဦးဇင်းတို့ဆရာတော်ရဲ့ဩဝါဒနဲ့20ရောက်ကမှဆိုရင်ဓမ္မရောင်ကြီးဒကာကြီးနော်ကျိုးတော်ကပွဲတွေတရားပွဲမလုပ်ဘူးလားတရားပွဲလုပ်တယ်ဘယ်နှကြိမ်ရှိပါလဲအဲ့ဒီတရားပွဲလုပ်နိုင်တာဘာဖြစ်လို့လုပ်နိုင်ညီညွတ်လို့ပြိတ္တပြောဘာဖြစ်လို့လဲ20တက္ကဓမ္မတွေပြောဘာဖြစ်လို့လုပ်နိုင်တာလဲတရားပွဲကြီးလုံနိုင်တာညီညွတ်လို့
တယောက်တည်းနဲ့ရပါမလားတရားဟောဘုန်းကြီးတစ်ပါးတည်းရှိလို့ရမလားတရားနာပရိသတ်တယောက်တည်းရှိလို့ရမလားမရနိုင်ဘူးလေမရနိုင်လေရဘာကြောင့်ရတာလဲညီညွတ်လို့ရနေတာဘာကြောင့်ရနေတာလဲညီညွတ်လို့ရနေတာတရားဓမ္မတွေနောက်နေတွေလည်းပဲတို့တွေတရားပွဲကြီးစက်ပြီးတော့လှုပ်ချင်သေးတယ်ဆိုလို့ရှိရင်ဘာဖြစ်ဖို့လို့ပြိတ္တပြောဘာဖြစ်ဖို့လို့ညီညွတ်ဖို့လိုတယ်တဲ့တရားဓမ္မကြီးတွေဓမ္မကြီးတွေနော်ဒါကြုံလို့ပြောလိုက်တာပါနော်နောက်တရားပွဲတွေဓမ္မနဲ့ပူဇော်မယ်တရားနဲ့ပူဇော်မယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရားနဲ့ပူဇော်ခြင်းနဲ့ဆိုရင်ညီညွတ်အောင်နေကြပါဘယ်လိုနေရမှာလဲညီညွတ်အောင်နေတဲ့တို့နေတို့သာပါပဲပြိတ္တရေစတိရပ်ဘက်ကဓမ္မအလင်းကလည်းပဲတရားဝင်မကျင်းပဘူးလားအဲ့ဒီဓမ္မလည်းရလေတရားဝင်ကျင်းပတာညီညွတ်လို့ကျင်းပနိုင်တာလားမညီညွတ်လို့ကျင်းပနိုင်တာလားညီညွတ်လို့ကျင်းပနိုင်ဒါဆိုလို့ရှိရင်နောက်သူတို့လည်းပဲတရားပွဲတွေဆက်ကျင်းပခြင်းလေဆိုရင်ဘာဖြစ်ဖို့လို့ညီညွတ်ဖို့လိုတယ်ညီညွတ်လို့ရှိရင်ပြိတ္တကြီးပြည်တာတယ်လေမညီညွတ်တော့ပြည်နာတာပဲအဲ့တော့ဘယ်ရမစို့အိမ်တိုင်းမှာလည်းပဲညီညွတ်နေမယ်ဆိုရင်အိမ်သူအိမ်သားတွေမตายရဘူးလားအိမ်တိုင်းမှာလည်းပဲညီညွတ်နေမယ်ဆိုရင်အိမ်သူအိမ်သားတွေตายရတယ်ပြောခြင်းနဲ့ကြောင်းတစ်ကြောင်းမှလည်းညီညွတ်နေမယ်ဆိုရင်အဲ့ဒီကြောင်းဟာตายရမယ်တိုးတက်မယ်တို့ပါပဲလမ်းထဲမှာဆိုရင်လေတို့လမ်းကညီညွတ်နေတယ်ဆိုရင်အဲ့ဒီလမ်းမตายရဘူးလားတို့ရက်ွယ်ကြီးကညီညွတ်နေတယ်ဆိုရင်တို့ရက်ွယ်မตายရဘူးလားတို့ကြီးရွာကညီညွတ်နဲ့ရွာသူရွာသားတွေကနေကြမယ်ဟောဒီတက်တဲ့ကြီးရွာကြီးကရွာသူရွာသားတွေတယောက်နဲ့တယောက်ညီညွတ်နေကြတယ်ဆိုရင်အဲ့ဒီရွာမตายရဘူးလားတို့နေတို့ပဲတို့နိုင်ငံကြီးတွေပဲနိုင်ငံတို့နိုင်ငံသားတွေဒါရင်သာအားလုံးညီညွတ်နဲ့နေကြမယ်ဆိုရင်တို့နိုင်ငံကြီးမตายရဘူးလားညီညွတ်ဖို့ကရေးမကြည့်ဘူးလားအရေးကြီးတယ်တဲ့ဒါကြောင့်ညီညွတ်ဖို့အရေးမကြီးဘူးလားရေးကြီးတယ်ဒါဆိုညီညွတ်ဖို့မလိုဘူးလားမညီညွတ်ချင်ဘူးလားဒီလေညီညွတ်ခြင်းနဲ့ညီညွတ်ဖို့ပဲလိုတယ်ဆိုတော့ဦးဇင်းတို့ရသော်ဘုရားရှင်ကိုရောမြတ်ကြီးကညီညွတ်ဖို့ဆိုလို့ရှိရင်လိုက်နာရမယ်အချက်၄ချက်ရှိပါသေးတယ်လိုက်နာရမယ်အချက်ဘယ်နှချက်လဲ၄ချက်လိုက်နာရမယ်အချက်ဘယ်နှချက်လဲစာပေမှာတော့သင်္ဃဝတ္ထု၄မျိုးလို့ဒီလိုပြပါတယ်တော့သင်္ဃဝတ္ထု၄မျိုးသင်္ဃဝတ္ထု၄ပါးအဲ့ဒါဘာတွေလဲဆိုတော့ပရိသတ်ရေဒါနပြောပါတယ်တော့ဒါနနဗနိကပိယဝါစာနဗနိကပါတယ်တော့နဗသုံးကအတ္တစရိယာနဗသုံးကပါတယ်တော့နဗလေးကသမဏတ္တတာနဗလေးရပါတယ်လို့သမဏတ္တတာအဲ့တော့ညီညွတ်ခြင်းနဲ့ဆိုရင်ဒီအချက်၄ချက်နဲ့လိုက်နာကြတယ်ဒါနေနာတုတ်တနန္ဒါနေနာသင်္ကနာမိဒါနေနာပိကံချင်းမြောက်ခြင်းပြုတုတ်တနနိတ္တသောပုဂ္ဂိုလ်အားဒါနေနာပိကံချင်းမြောက်ခြင်းဖြင့်သင်္ကနာမိချင်းမြောက်ရမယ်နံပါတ်၁ကပိကံချင်းနဲ့ချင်းမြောက်ထိုက်တဲ့ပုဂ္ဂိုလ်ပေကံခြင်းနဲ့ချင်းမြောက်တိုက်တဲ့ပုဂ္ဂိုလ်ကိုပေကံပြီးတော့ချင်းမြောက်ရမယ်တဲ့အဲ့တော့နံပါတ်1ပေးဖို့လိုလာရင်မလုပ်ရမှာလေပေးကျွေးဖို့လိုလာရင်ကျွေးပါပေးဖို့လိုလာလဲမပေးဘူးကျွေးဖို့လိုလာလဲမကျွေးဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာပရိသေကိုယ်တကားနားထောင်ပါမလားနားမထောင်အဲ့တော့ပေးခြင်းကျွေးခြင်းဟာပရိသေမရင်ကြီးတဲ့ပုဂ္ဂိုလ်တော်မှာရင်ကြီးတယ်တဲ့ပေးခြင်းကျွေးခြင်းဟာမရင်ကြီးတဲ့ပုဂ္ဂိုလ်ကိုဘာဖြစ်သေးလဲရင်ကြီးသေးတဲ့ဥပမာပရိသေတို့ခွေးလေးတစ်ကောင်ဟာကြိုက်တဲ့ခွေးလေးတစ်ကောင်ကိုကိုဟာမြဲတဲ့အစာကျွေးနေမယ်ဆိုရင်အဲ့ဒီခွေးလေးဟာကိုကြိုက်ပါဦးမလားဘာဖြစ်လာတာလဲရင်ကြီးလာတာတခင်မောတိတက်လာတာအာဒနာဓမ္မနဒါနန္ဒနန္တဗဒတာရကနာနိနပိယဝဇာယဩနမတိနမတိသာဒါနမိဒညင်ဒီအာဒနာဓမ္မနမယင်ကြည်တဲ့ပုဂ္ဂိုလ်ကိုယင်ကြည်သေးပါပြီလေပေကံခြင်းဟာမယင်ကြည်တဲ့ပုဂ္ဂိုလ်ကိုဘာဖြစ်လဲယင်ကြည်သေးတယ်တဲ့
ဒါပရိသေဒါနမေကညင်းသည်တပ္ပဒတာရကလုံးစုံသောကိစ္စတွေကိုပြီးပါတယ်ဘေကံချင်းဟာအလုံးစုံသောကိစ္စတွေကိုပြီးတယ်တဲ့တပ္ပဒတာရကပရိသေပါဠိလေးပြောကြည့်တပ္ပဒတာရကတဲ့ပါတယ်တော့တပ္ပဒတာရကလုံးစုံသောကိစ္စတွေကိုဘာဖြစ်လဲပြီးမြောက်စေတယ်အဲ့ဒါတော့ဒုဒကဓမ္မတွေပိုသိပါနော်လူလောကလူနယ်ပင်မှာအရာဥဒ္ဓလေးတစ်ခုဖြစ်ချင်းပြီဆိုရင်ဘာလို့ဖို့လို့ပေးကံဖို့လို့မပေးလို့ရပါမလားဩအလုပ်ကလေးလျှောက်ချင်တာတော့မှထောက်ခံတာလေးလိုချင်ရင်ဘာလို့ရမပေးရဘူးလားမပေးပြီးလို့လားလက်မှတ်ထိုးပေးလားမပေးဘူးပေးဖို့မလိုဘူးလားလိုတာပဲပြိဿရေဘာပဲလုပ်လို့ပေးနေရတာပဲမပေးရဘူးလားသောရဂဓမ္မတွေအိမ်ကသုတ်ပြေအမိုက်ကလေးပြည့်ချင်တာတော့မှရှေ့မှာလာပြီးတော့အမိုက်လာတဲ့လူကိုဘာလို့ရလဲမပေးလို့ရလားဒါဆိုရင်ဒါနဲ့သဗ္ဗထတာရကံဆိုတဲ့ပါဠိလေးပြိဿမှန်မနေဘူးလားဒါနဲ့မေဃညင်းတဲ့သဗ္ဗထတာရကံလုံးစုံသောကိစ္စတွေကိုပြီးစေနိုင်ပါတယ်တဲ့အဲ့တော့ပေးကမ်းနိုင်အောင်ပေးနိုင်အောင်လုပ်နော်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်လုပ်တဲ့ပေးနိုင်မှကိုယ်ကအရာရာစေတလုံးပိုင်ဖြစ်မှာနော်စေတလုံးပိုင်ရှင်ဖြစ်မှာမပေးနိုင်လို့ကတော့ပြိဿရေကိုယ်အိမ်ကသားသမီးတော့ကဲ့ရလားအဖေတွေအမေတွေအိုးဝါလို့အသက်တွေကြီးလာလို့မပေးနိုင်မကြွေးနိုင်တဲ့ခါကျရင်အဲ့ဒီသားသမီးတွေမိဘနဲ့ကသေးလားဘာဖြစ်လို့မကဲ့ပြောပြိဿဘာလို့မကဲ့တာလဲမပြီးနိုင်လို့တဲ့ပြောပါတယ်တော့ဒုဒကဓမ္မတွေဒီမှာတက်ကြည့်တဲ့ဘိုးဘွားတွေအဖေတို့အမေတို့တက်ကြည့်တဲ့ဒကာဓမ္မတွေကိုယ်သေးတော့ကိုအတက်ကြီးလာလို့ကိုနာမသာသမီတွေကက်စေခြင်းရင်မလုပ်နိုင်ဘူးလို့ပြီးနိုင်အောင်လုပ်တာပြီးနိုင်အောင်ခြံထားပရိသတ်ကြီးအမွေအကုန်မပေးနဲ့တဲ့ပြောရရင်နော်အေးဒီကိုမောင်နှမတွေရတော့နော်အေးငါတို့ဒီမှာတရားနာပရိသတ်တွေကဥသိရဲ့နော်အရွယ်အပြည့်ငယ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတွေညီမတွေပေါ့ဗျာကြီးတဲ့ပုဂ္ဂိုလ်ဆိုလဲအကိုတွေအမတွေပေါ့ကြိုက်ချင်မှကြိုက်နိုင်မယ်နော်ဥသိရဒီလိုပြောတော့လေဥသိရအကိုငွေမပေးနဲ့လို့တခါကြီးတွေဓမ္မကြီးတွေပြောလိုက်တော့နော်ညီကိုမောင်နှမတွေကြိုက်ချင်မှကြိုက်ဒါပေမဲ့ပရိသတ်ကြီးအဲ့ဒီလိုမပေးထားမှသာလည်းကိုခိုင်းရင်တဲ့ခါကျတော့ပေးဖို့ကိုဒီမှာရှိနေမှာမို့လားအဲ့လိုရှိနေမှသာလည်းခိုင်းလို့ဟာဘာဖြစ်မှလဲရပါအဲ့ဒါကြောင့်ဒကာကြီးတွေဓမ္မကြီးတွေငွေများပေးရင်မလုပ်နဲ့အကုန်မပေးနဲ့နော်ဘာလို့မလဲချမ်းသာဟုတ်တယ်ဒကာကြီးမှလည်းဘယ်တော့ချမ်းသာလဲရှိသေးလားချမ်းသာမနေနဲ့ဦးဇင်းတို့လေဇတ်တော်တစ်ခုရှိတယ်လေမာဓုပောဓကတုတ်တံမာဓုပောဓကသတ်အားလုံးလည်းပြိဿရေတိမှာပါဦးဇင်းတို့ဒီမှာတိမှာသလိုဒီမှာမေတ္တိမကိုဆရာတော်ဘုရားကြီးဆိုတာဟောထားတာမိသူနော်မိဘကြီးသူကြောင့်လေဝေခံတိုင်းစီမေတ္တိမကိုဆရာတော်လို့ပြောလိုက်ရင်လူတိုင်းဒီပါသိချင်မှသိတာဒါပေမဲ့ဝေခံတိုင်းစီတရားဟောတဲ့ဆရာတော်ဆိုရင်မသိဘူးလားသိတယ်သူကလည်းတကိတကဒိဋ္ဌိကြီးအောင်မြင်ခဲ့တာပြပြိဿနော်ဘယ်လိုအောင်မြင်ခဲ့တာလဲဒိဋ္ဌိကြီးပြိဿကြီးအားကြောက်ဖို့ကောင်းလိုက်တာကြီးညိုဖို့ကောင်းလိုက်တာတကယ်မှဒိဋ္ဌိကြီးတော့ဦးဇင်းမမရရမမိတယ်ဦးဇင်း2009လောက်ကဦးဇင်းဘကိုးမှာဓမ္မစီရနဲ့စာဝါလိုက်နေတော့ဦးဇင်းအဲ့တော့ကိုရင်ဘွားပဲရှိသေးတယ်စာဝါလိုက်နေတော့ကမနေ့ဦးဇင်းတို့4နာရီခွဲ5နာရီမတင်းတော့ဆိုရင်အောင်ဆုံးမှကြွားတယ်ဒီလည်းကြွားအဲ့လိုကြွရတဲ့ခါကျတော့ရှင်အဲ့ဒါရဓမ္မယုံလေးစောလောင်းသေးလေးဖွင့်နေနာယီတွေဖွင့်နေအဲ့ဖွင့်လိုက်တဲ့ဘုန်းကြီးတရားဖွင့်ပြီးဘယ်ဘုန်းကြီးလဲဆိုရင်မေဒီမကိုကြီးဆရာတော်နော်ဘာတရားလဲဆိုရင်ဝေခံထိုက်စီဘာတရားတော်လို့ဝေခံထိုက်စီသူ့ရဲ့တန်လေးရတယ်ပရိသေတကယ်ကရုဏာတန်လေးနဲ့လေဦးဇင်းတို့လိုက်ပြီးတော့အတူပြုတ်ပြီးတော့ရွတ်လို့မရွတ်နိုင်သူရွတ်ပါတာလေးလေနော်ဝေခံထိုက်စီရွေးမွေးမပြည့်ဆောင်ရွက်စီမံဆိုတဲ့လင်္ကာလေးလေဦးဇင်းတို့လိုက်တော့တူပြီးတော့မရွတ်နိုင်တကယ်တာယာနာပြောပဲကောင်းနားထောင်လို့လည်းကောင်းကြီးညိုလေကြီးညိုလေးလေးလေးသားအားလေးအားကြအဲ့ဒီချိန်တော့တည်းရဟ
ပေါင်ခင်မာတို့နော်ကိုရင်ဘဝတွေက2009တွေကဓမ္မစရိယတက်နေတော့ဒီဆရာတော်နာမည်ကြီးတာဘလို့ကြီးကြီးကဒိတ်ဒိတ်ကျဲတော့နည်းနည်းနဲ့မို့တနိုင်ငံလုံးတကယ်အားကြဟောဒီလိုဆရာမျိုးတို့ဆရာတော်မျိုးကြီးတွေတို့ဘာသာတို့သာသနာမှာရှိနေတာတို့ဘာသာတို့သာသနာအတွက်အိမ်မတန်မှာတန်ဖို့မပြတ်နိုင်တဲ့ယရနာတန်ဖို့ပြတ်နိုင်ရလားတန်ဖို့မပြတ်နိုင်တဲ့ယရနာပြိနေယောက်ျားလေးအယောက်100ရှိလို့ဇဟန်တစ်ပါးဘုန်းကြီးတစ်ပါးဖြစ်ဖို့မလွယ်ဘူးလွယ်ရလားဘုန်းကြီးပါး100ဖြစ်လို့ဒီလိုဆရာတော်မျိုးတစ်ပါးပေါ်ဖို့လွယ်မလားမလွယ်ဘူးအိမ်မတန်မှာတန်ဖို့ကြီးလူတော်ဦးကြီးရဲ့ဆရာတော်ကြီးမနေ့ပြန်ဆိုရင်ဦးဇင်းတို့ဒီမှာဒီဓမ္မပလင်ပေါ်မှာဒီပလင်ပေါ်မှာတက်မယ်နော်ဒီပလင်ပေါ်မှာတက်မယ်ဘယ်တော့ဝမ်းသာဖို့ကောင်းတို့တရားဓမ္မတွေအဲ့ဒါကန်ထူးတာပဲဘာဖြစ်တာလဲလို့ကိုလေးမိမိမျိုးတွေပေါ့တန်တန်မနေကြနဲ့ငါတို့တွေဒီဆရာတော်ကြီးကိုဖူးခွင့်ရတာဒီဆရာတော်ကြီးတရားတွေနာကြားခွင့်ရတာအင်မတန်မှကံကောင်းတယ်လို့အဲ့လိုကိုသိအောင်ညာနော်ပြန်ပြီးတော့အဲ့လိုမျိုးပြန်အောင်မိလားနော်ဒီနေ့ကဒီဆရာတော်ကြီးကိုတရားနာခြင်းပါတယ်ဆိုတို့တရားဓမ္မတွေတော့ပြင်ရပါမလားမရဆရာတော်ကြီးကလည်းတရားဝဲတွေလုံးလုံးလိုက်မဟုတ်ဘူးဒါသက်သက်နဲ့ဦးဇင်းတို့ဒါဦးဇင်းတို့ကြောက်လိုက်ဆရာတော်နဲ့ဆရာတော်ပဲဒီဦးဇင်းတို့နဲ့ဆိုလဲဒါဆရာတော်ပဲဒီဦးဇင်းတို့ကတော့ဂျူနီယာပေါ့ဗျာကြောက်လိုက်ဆရာတော်တော့စီနီယာပေါ့ဦးဇင်းတို့သာသနာတက္ကသိုလ်ကဘာရေးသာသနာတက္ကသိုလ်မှာတက်တော့ဒါကျောင်းသားဟောင်းနေဆိုတော့ဒီဆရာတော်ဘုရားကလည်းဒါကဘာရေးသာသနာတက္ကသိုလ်ကကျောင်းသားဟောင်းပဲအဲ့လိုကျောင်းသားတော့စီနီယာဂျူနီယာတွေဆရာတော်ပဲဒီနော်ဆရာတော်ပဲဆက်ဆက်ရေးတပည့်ဒီကိုဆက်ဆက်ရေးဒီလိုမျိုးနဲ့လာဟောတာဒီနေ့ဆရာတော်ကြီးကိုပြင်ဖို့ဆိုတာမလွယ်ဘူးဗျာနော်ပြောချင်တာကပြိဿဒီလိုဆရာတော်ကြီးကိုပြင်ပြီးတော့တရားဝဲကျင်းပဖို့ဆိုတာမလွယ်ပါဘူးတဲ့အဲ့လိုမလွယ်တဲ့ဆရာတော်ကြီးကိုရအောင်ပြင်ပေးတာတဲ့နော်ဆရာတော်ဘုရားလည်းကျေးဇူးတင်ဖို့မကောင်းဘူးလားအဲ့လိုဆရာတော်ဘုရားကြီးလာပြီးတော့တရားဟောမှတော့ဒုဒ္ဒရာဓမ္မတွေကိုလာနာဖို့မလိုဘူးလားအဲ့တော့မနေ့ပြန်လည်းဘာလို့ဒါကြောင့်မနေ့ပြန်လည်းဘာလို့လဲလာအောင်မလားအေးနော်လာကြတကယ်ဒါဥစဉ်ဒါတကယ်ကိုလေးလေးနက်နက်နဲ့တိုက်တွန်းပါတယ်ဖိတ်ခေါ်ပါတယ်နော်လည်းပြရတယ်တရားလာနာကြဒီလိုဆရာတော်ဘုရားကြီးနာရဖို့ဆိုတာမလွယ်ဘူးတဲ့နော်တောက်ပြီးတော့ပြိဿရဲ့ဒီလိုတရားဝေတပွဲဖြစ်ဖို့လွယ်ရဲ့လားမလွယ်ဘူးနေမကြမလားနဲ့ကြိုးစားတာအဲ့ဒါကြောင့်မို့ပြိဿရဲ့ဒီလိုဆရာတော်ဘုရားကြီးနော်လာဟောမှာအင်မတန်မှဝမ်းသာဖို့ကောင်းလေလို့ဒါလေးလည်းပြောချင်တာနော်အဲ့တော့ပြိဿတရားပြန်တော့မယ်ဒါနသဗ္ဗတသာရကဒါနပိကခြင်းဒီသဗ္ဗတသာရကလုံးသုံးသောကိစ္စတွေကိုပြည်သိနိုင်လေဟောပိကခြင်းရပါတယ်လေလုံးစုံသောကိစ္စတွေပြည်သိနိုင်နောက်အတ္တနဓမ္မနဒါနပိကခြင်းဟာမရင်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယဉ်ကျေးစေပိကခြင်းရပါတယ်တော့မရင်ကျေတဲ့ပုဂ္ဂိုလ်တွေရင်ကျေးစေတဲ့နောက်ကိစ္စအလုံးလည်းပြီးသေးတယ်နော်တော့ပရိသတ်ရေဒါနိနပိယဝါစာယဒါနိနပိကလိုတဲ့ပုဂ္ဂိုလ်သည်၎င်းပိယဝါစာယချစ်ွယ်သောစကားကိုပြောဆိုသောသူ၎င်းဩလမတိမျက်နှာဘက်ပွင့်ကြကုန်၏ပြောရရင်တော့တရားပြောရင်လူချစ်လူခင်ပေါ်တယ်ပေါ့ဘာဖြစ်တာလဲခပီရတော့ပြန်လာတာဟိုနမတိမျက်နှာပန်းပွင့်ကြတယ်တဲ့မျက်နှာပန်းပွင့်တယ်ဆိုမှတော့ပြိဿရဲ့လူချစ်လူခင်ပေါ်တာမဟုတ်လားလူချစ်လူခင်ပေါ်တာဒါနလူချစ်လူခင်မပေါ်ခြင်းဘူးလားပေါ်ခြင်းတော့ဘောဘယ်သူကကိုဘုံနိုင်လူခြင်းပါတယ်နော်ပြိဿရဲ့လူတွေချစ်တာလူခြင်းသလားမုန်းတာလူခြင်းသလားဖြေတာလဲဆိုတော့နော်တပတ်တစ်မိနစ်လည်းဝေးထားတာပဲသမင်းကိုစားကြရတယ်ပလင်မောကရေးသွေးတော့ဟောတယ်ကိုတော်မှာအာမနာအောက်ကနေငုတ်တုတ်ကြည့်ထားပြိဿရဲ့အာရပါရဖြေစမ်းမှာနော်ဘာလို့ကိုလို့လဲအာရပါရဖြေနောက်ကပြိဿရဲ့ငိုက်နေပြီလားလူချစ်လူခင်မပေါ်ခြင်းဘူးလားဘယ်နဲ့နေတူးသလားပြန်ပြောမယ်ပြိဿလူချစ်လူခင်ပေါ်ခြင်းလားဒီဘက်နဲ့ကြည့်ပါဒီဘက်ပြန်ပြောလူချစ်လူခင်ပေါ်ခြင်းဘူးလားပါတော့တရိယာလည်းပြောဆိုင်ခန့်လိုက်သွားတရိယာဆိုင်ခန့်လိုက်ကပရိသတ်ကိုသူတချင်းဆိုတာဒီမှာလုပ်နေဒီဘက်ကပရိသတ်ကြီး
ဘာလဲလေရေးဒီမှာဘုံရေးတယ်ဒီကတော့တွေ့လိုက်ရင်ဟုတ်လားဒီဘက်ကပြည်သက်ကြီးဆိုတော့ရေးဟောတော်တော်ညီတာအိမ်ကမေကြီးခိုင်းရင်ဖေးခိုင်းရင်ဒီကောင်းလေးဒီလောက်မနေပါဘူးဦးသေးကလေကြည့်ပြီးတော့လေနော်အိမ်ကဖေးမေခိုင်းရင်အဲ့လောက်ဒီလိုက်လုပ်ပါမလားဟာငါသားရေအဖေမအားလို့ဒါလေးမင်းလုပ်လိုက်တော့ဟာခင်ဗျာရတယ်ဗျာကျုပ်ကဂိမ်းစော့နေပါသူဒီကဂိမ်းကရှုံးနေရတယ်ကြာဖေးဆိုရင်လေမေယပရိသေယမအားလို့သမီးရဲ့ဒီနေတဲ့ဈေးလေးသွားလိုက်တာမှဆိုရင်သမီးရဲ့သမီးမကောင်းဟောလုပ်ချင်မှလုပ်ပါဒါမဲ့ပရိသေဆိုင်ဆိုင်ကလိုက်ကလုပ်ခိုင်းတော့မလုပ်ဘူးလားဒီဘက်ချမ်းကပရိသေကြီးရေးဆိုလေရေးတာပဲဟိုဘက်ချမ်းကရေးဆိုလေရေးတာဟောဆိုင်ဆိုင်ကလိုက်ဆိုလို့ပြောလာမယ်ဒီလူကလည်းတော်တော်ပါရမီကောင်းနေပြီနော်တော်တော်ပါရမီကောင်းနေပြီသူကလည်းဒိဋ္ဌိကြီးအောင်မြင်တာပဲအောင်မြင်ဘူးလားဟာသူလည်းပဲအော်ဒီအောင်မြင်ဆိုင်ဆိုင်ကလိုက်ရင်တော့နာမည်ကြီးသိချင်းပါလေတောကော်လီနော်တောကော်လီတို့ပြောဦးမယ်အဲ့ဒါလည်းဦးသိန်းကသာသနာ့ဘဝဦးသိန်းပသိမ်မှာဓမ္မကြီးတန်းတက်နေတော့ဦးသိန်းတို့ရဲ့ကျောင်းနဲ့ဘုန်းကြီးကျောင်းနဲ့ဖျားဝင်းနဲ့ဆိုတာဒီလိုတတိုင်းပဲချတာအဲ့ဒီတတိုင်းရဲ့ဟိုဘက်မှာဇပွဲဟန်သာမိုးဝင်းဇက်ကဒီဘက်ကဦးသိန်းတို့ကျောင်းပေါ့အဲ့ဒါဇပွဲဟန်သာမိုးဝင်းရဇက်ထွက်ပြီးစပိတ်ဆိုးဆိုပြီးဆိုရင်အဲ့ဆိုင်ဆိုင်ကလည်းတောကော်လီဆိုတာစူးညံနေတာပဲသူကလည်းတကိတော်တော်နာမည်ကြီးတာပဲလို့နော်ဒါသူလည်းဒိဋ္ဌိကြီးအောင်မြင်တယ်မပါဘူးလားပါတာပဲနော်အဲ့တော့ပရိသတ်ရေပြန်ပြောမယ်ကဲတရားပဲပြန်သွားကြအောင်ပရိသတ်ရေလူချစ်လူခင်မပေါ်ခြင်းဘူးလားလူချစ်လူခင်ပေါ်ခြင်းလို့ရှိရင်ပြရစီပြီးမယ်ပါပြီပါလေပြရစီမလို့ခြင်းဘူးလားလို့ခြင်းဘူးလားငါရုပ်ရုံပါဒီမြူနေတော့လေဒီရွယ်မှာတော့မရလားတက်တော့ဘယ်လောက်ရှိပါလဲကျေကျေပြောပါခင်ဗျာအတိပဲကျုပ်မရဏမင်းကြမရဏမင်းဆိုတာသိလားသိမင်းမသိမယ်ဦးသိန်းကိုသိမင်းကြလို့ကျေကျေမပြော90ပါပဲတပည့်တော်90ပါဗျာ90တော့ကတော့တခါကြီးပြရသေးလို့သေးလားမလို့တော့လည်းနော်အယူနဲ့တော့ဆရာလေးကယူပါလားဆရာလေးကလည်းမယူနဲ့တော့ကိုရင်တော့လိုချင်သေးလားယူနေပြီလည်းမင်းတို့တော့လူထွက်ကုန်နေဒါတယောက်တည်းပဲတောင်းလိုက်ကြောင်းဒိဋ္ဌိကြီးရောမလိုချင်ဘူးလားလိုချင်တာပေါ့လူချစ်လူခင်ပေါ်ချင်တာဟုတ်တယ်မလားအဲ့တော့ပြရသေးပြီမယ်ပြရသေးလူချစ်တဲ့စီနော်ဦးစင်းမှာပြရသေးရှိတယ်ဦးစင်းမှာဘာရှိလဲပြရသေးပဲရှိတာနော်ညီငယ်ညီမငယ်တခါတည်းကြိုပြောထားမယ်အသေးကွဲရင်ကြောက်တဲ့စီတော့မရှိဘူးဘာသေးတယ်လဲကော်နီရဲ့တခြင်းလေးဟုတ်လားကော်နီဆိုတာဟုတ်လားတခါဆိုတော့ပြောကော်နီလားအသေးကွဲရင်ကြောက်တယ်ဆိုတဲ့စီနောက်ပါတယ်တော့နောက်တစ်ခါမင်းမရှိရင်ဖြစ်တယ်ဆိုတဲ့စီဟုတ်လားဒီကဘာမှာခုဒီရှာလို့မတွေ့ဘူးအဲ့ဒီတခြင်းလေးပေါ်ရောပရိသေဥဒ္ဓရောနိုင်ငံကိုပဲဖြစ်ပါလိမ့်ဟုတ်လားအဲ့တော့သပင်တွေများလည်းအရေးကြီးတယ်နော်ကလေးစကားသူယူစကားသပင်တွေစကားမှန်တတ်တယ်တဲ့ပရိသေနော်ကလေးလေးတွေစကားလည်းမမှန်ဘူးလားမှန်တယ်ဒကာဓမ္မတွေကလေးလေးတွေပြောတာလေးနားထောင်ကြည့်မှန်တတ်တယ်အယူစကားရောမမှန်ဘူးလားမှန်တာပဲယူစကားလေးနောက်သပင်တွေရဲ့စကားလေးသပင်တွေစကားလည်းပါဖြစ်လေမှန်တတ်တယ်ဒိဋ္ဌိပေါင်းဆောင်တတ်တယ်အဲ့ဒီပဲတော့တချင်းပေါ်လိုက်တာနော်အဲ့တော့အဲ့မှာဗာပြည့်သွားတယ်အသေးခွဲရင်တောက်တယ်ဆိုတဲ့စီကဘာမှာကုရိရှာမတွေ့သေးသူပေါ်လိုက်တာကိုပဲနော်တိုင်ဒီလည်းဖြစ်လိုက်ရောအကုန်လုံးသိကြတာတောက်တယ်ပဲစီပေါ်ရလားမပေါ်ဘူးမပေါ်တဲ့ပြင်များမလေးတဲ့ရေတက်တာလို့တက်တာညာဆိုပြီးအာကိုတကြီးနဲ့ကာကွယ်သေးတွေမထိုးကြဘူးလားအဲ့ဒီကာကွယ်သေးတွေထိုးတာမလေးတဲ့ရေဟိုတလောမှာတရင်နဲ့တွေ့လိုက်တာအဲ့ဒီစီထိုးတဲ့လူကပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်တဲ့မလေးသေးရောအဲ့လိုမှတည်းကျတို့လည်းမထိုးဘူးနော်နှစ်ခါတော့ထိုးပြီးအသက်မထိုးတော့နော်အော်အဲ့လိုမှတည်းစောစောတွေကကျင်ညာပါလားလို့အဲ့ဒီလည်းဘယ်သူမှမထိုးဘူးလေနော်အဲ့ဒါပရိသတ်ကြီးအဲ့စီထိုးရင်ဘာဖြစ်လဲပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်ပို့ပြီးတည်နိုင်ခြင်းများတယ်အဲ့ဒါကြောင့်ပရိသတ်ကြီးအဲ့မှာဥဒ္ဒေတောင်းဖို့ညီငယ်ညီမငယ်တွေကိုပြောလိုက်မယ်နော်တဲခွဲရင်ကြောက်တဲ့စီတော့မရှိပါဘူးပြရသေးတော့ဘာဖြစ်လဲရှိတယ်ယူမယ်မို့လားပြရသေး
အဲ့တော့မြတ်စွာဘုရားဟောတဲ့ပြရသေးပါပဲဥစဉ်တော်မဟုတ်ပါဘူးမြတ်စွာဘုရားကလူချစ်လူခင်ပေါ်ခြင်းရင်တဲ့များများပြီးပါတဲ့ပြိတ္တပြောလူချစ်လူခင်ပေါ်ခြင်းဘာလို့မှလဲများများပြီးဒါပဲပြရသေးဆိုတာဒါနပဲနော်ဒါနတိနေယဘေတိဇဒါနပိကခြင်းတိတိနေယဘေတိဇချစ်စီတတော်ပြရသေးမြည်ပါပြီဟောပြရသေးဆိုတော့နော်လုံးကြီးလားအပြားကြီးလားလို့ထင်နေကြအာဥပင်းလေးကပြရသေးပြီးမယ်ဆိုတော့အိတ်တောင်တွေကမှနှိုက်နေပြီလားမသိဘူးငါတို့ဘက်မှပြစ်လိုက်မလားတော့အောင်းမိနေတယ်နော်ပြရသေးဆိုတာဗါလဲနော်ပိကခြင်းပါပဲတဲ့ပါဠိလိုပြောတော့ဒါနပရိသေပြောပါဠိလိုပြောတော့ဗါတဲ့လေဒါနမေကခြင်းသည်တိနေယဘေတိဇချစ်စေတတော်ပြရသေးမြည်ပါ၏ဒါနမေကခြင်းသည်ယတတိဘေတိဇအချွေအရအတိုင်းဝိုင်းပေါ်များတဲ့စီမြည်ပါ၏ဘေကခြင်းဟာလူချစ်လူခင်ပေါ်တဲ့ဘေကခြင်းဟာအချွေအရအတိုင်းဝိုင်းများတယ်အဲ့တော့ဒုဒ္ဒဓမ္မတွေလည်းလူချစ်လူခင်များခြင်းရင်ပေါ်ခြင်းရင်ဘာလို့ရမှာလဲများများပြီးအချွေရနေများခြင်းရင်ဘာလို့ရမှာလဲမေဝင်ပေးကြည့်ရောက်ွက်ထဲမှာပြိတ္တိကလေးလေးတွေမဟုတ်ဘူးပေးကြည့်ပါလားအဲ့ဒီကလေးလေးတွေကဒီကိုပေးတဲ့လူကိုမချစ်ဘူးလားချစ်ပါပဲကိုယ်အတိုင်းဝိုင်းတစ်ခုကိုကိုယ့်ရဲ့မိသားစုတစ်ခုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရက်ွက်ထဲမှာဖွဲ့စည်းတစ်ခုလေးပဲဖြစ်ဖြစ်ပိုင်လေးပဲဖြစ်ဖြစ်ကိုယ်အကြီးပဲစိုက်စိုက်ပေးနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုယ့်ကိုမခင်ဘူးလားကိုယ်နားမှာဝိုင်းမနေဘူးလားဝိုင်းနေပါပဲအဲ့ဒါပေးကမ်းခြင်းပေကံကြီးဟာလူချစ်စေတတ်တဲ့ပြရသည်ပေကံကြီးဟာအချွေရတိုင်းဝိုင်းပေါ်တတ်တဲ့စီးပဲလာမယ်စမ်းခြင်းပဲပြိတ္တိမေသေရဒေါသလောတရမေသေရမပိမတောဝန္တောတဲ့ပုဂ္ဂိုလ်တွေမှာတော့ဒေါသလောတရမုံသေးပြီပါပြီတဲ့ဟောမပေးရင်ပါစီမုံစီတောင်းရင်ဘာလို့ရမှာလဲကိုယ်စကားနဲ့ပုံပတ်တာနော်လာတောင်းမှာလည်းပြန်ကြနော်တခါမြင့်နေတောင်းမှာပေးကြရှိလားကျန်သေးရမလားအေးအမွေကျန်ပါသေးတယ်ကိုမပြီးနေတရားပေါ်နေစတဲ့သိပြီးကိုမပြီးနေနော်ကျန်တော့အဲ့တော့ပေးရင်တောင်းရင်ပေးမပေးရင်ဘာဖြစ်လဲလူမုန်းနေကိုပြည့်စည်တဲ့ကိုမမုန်းဘူးလားအုပ်စိတွေ့တာပဲတခါတည်းတယောက်နဲ့တယောက်ကုန်းတောင်းစားတာမရှိဘူးလားရမင်းကုန်းပါသေးလားကွာဆိုတော့ကုန်းတောင်းနေလေတောင်းလိုက်တော့ပြိတ္တိရေပါလို့ရောပါတယ်ဆိုပေးလိုက်ရင်ပြဿနာမရှိဘူးမပါလို့ရှိရင်ပါအမေကိုပြည့်တဲ့ကိုမဟုတ်ဟုတ်လားမပါလို့မပေးရတော့ပြောနှစ်မျိုးလို့မပေးထင်နေတာအဲ့တော့မပေးခြင်းဟာမုန်းသေးပဲလို့ဒီလိုလေးပြိတ္တိမပေးခြင်းကဘာလဲလဲမုန်းသေးပဲမေသေရမပေးမလို့ဝန်တော်တဲ့ပုဂ္ဂိုလ်တွေကတော့ဒေါသလောတရမုန်းသေးနေပါပဲမေသေရမပေးမလို့တဲ့ပုဂ္ဂိုလ်ဒီကပ္ပနောတရအထိချံစီမိတယ်အထိညာနေတဲ့ပြိတ္တိမပေးဘူးအချမ်းရတိုင်းဝမပေးဘူးသူပတ်သက်ဘယ်တော့ပဲရှိရှိနှမျောနေမယ်ဆိုရင်ကိုယ်နားမှာတိုင်းဝရှိပါမလားမရှိပါပို့ဆိုးတဲ့ပြိတ္တိလူပြိုကြီးတွေများမပေးရင်လေကိုယ်နားမှာတူတူမတွေကပ်ပါမလားကပ်တော့ဒါဘုရားဟောပဲပြိတ္တိနော်သာသမီတွေကလည်းပဲမိဘတွေပေးမှမိဘတွေနဲ့ကပ်မယ်ဒူရီဒူမတွေကလည်းပဲပြိတ္တိရေပေးမှဘာဖြစ်မှလဲကပ်ကြမှာပဲမပေးတဲ့လူနဲ့ပြောတဲ့လူအဲ့ဒီလူပဲပြိတ္တိရေတစ်ခါနှစ်ခါပေါင်းပါမလားမပေါင်းတော့မေသေးရမပေးမလို့ဝန်တို့တဲ့ပုဂ္ဂိုလ်သည်မေသေးရမပေးမလို့ဝန်တို့ခြင်းသည်ကပ္ပနောတရအတိကျန်စေမိပါ၏ရလို့ဘဂဝါဘုရားမြတ်စွာသည်ကတိတိကောင်းစွာမသွေဟောမိန်တော်မူခဲ့ပါပေတည်းရိတ်တဲ့တခုပဲပြီးသေးတာ၄ချက်နော်အဲ့တော့9နာရီကျော်တော့ချိန်တော့ဆောပါအဲ့တော့အလုံးစုံပြိတ္တိရေပြန်ပြောမယ်နံပါတ်1ဒါနာနံပါတ်2ပါတယ်လေဒါနာပေးကမ်းရမယ်တဲ့နော်ပေးကမ်းမှသာလေဒါနပြုမှသာလေညီညွတ်မယ်ချမ်းသာမယ်ဟုတ်လားဒါနပြုမှဘာလို့ပါလဲညီညွတ်ပါညီညွတ်ရင်လိုက်လာရမယ်၄ချက်တည်းမှာနံပါတ်1ပါတယ်လို့ဒ
ဒါနာတပည့်တွေပါတယ်လေဒါနာပြုရင်ဘာဖြစ်မှာတော့ညီညွတ်မေညီညွတ်တော့ဘာဖြစ်လဲချမ်းသာမေကားလုံးမမိအောင်လိုက်ဆိုလိုက်ချမ်းသာလိုလျင်ဘဝတွေဒါနာပြုရမှာချမ်းသာလိုလျင်ဘဝတွေဒါနာပြုရမှာဒါနာပြုကဒုဘဝမုတ်ချချမ်းသာမှာဒါနာပြုကဒုဘဝမုတ်ချချမ်းသာမှာညီညွတ်လိုလျင်ဘဝတွေဒါနာပြုရမှာဒါနာပြုကဒုဘဝမုတ်ချညီညွတ်မှာနံပါတ်1နေနဲ့ညီညွတ်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်ဒါနာပြုချမ်းသာခြင်းညီညွတ်ခြင်းမလုပ်ရမှာလေဒါနာပြုနောက်နံပါတ်2ကပိယဝါစာပရိသတ်ရပါတယ်လေပိယဝါစာချစ်ဖွယ်သောစကားကိုပြောရမယ်ဘာစကားကိုပြောရမှာလဲချစ်ဖွယ်သောစကားကိုပြောရမယ်လေပရိသတ်ကျဉ်းကျဉ်းတန်းတန်းပြောတာကြိုက်လားကိုမကြိုက်ရင်သူများကိုကြိုက်ပါမလားတချို့ဆိုလို့ရှိရင်ပရိသတ်ကြီးနှုတ်ဆက်တာတော့မှကိုယ်ငါတွေနဲ့တိုက်ပြီးတော့နှုတ်ဆက်တာမရှိဘူးလားနှုတ်ကြမ်းတာတွေမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်ကလေပရိသတ်စိတ်ထားဘလောက်ပဲကောင်းကောင်းစိတ်ထားဘလောက်ပဲကောင်းကောင်းနှုတ်ကြမ်းနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကပရိသတ်ကြီးလူကြားသူကြားမှာဘယ်စင်ပြေတော့မလဲဟုတ်လားနှုတ်ကလည်းချိုးဖို့မလိုဘူးလားချစ်ဖွယ်သောစကားကိုပြောဖို့မလိုဘူးလားဒါကြောင့်ချစ်ဖွယ်သောစကားကိုပြောတဲ့ချစ်ဖွယ်သောစကားပြောပြီးတော့ချီးမြှောက်တဲ့ပုဂ္ဂိုလ်ကိုချစ်ဖွယ်သောစကားပြောပြီးချီးမြှောက်တဲ့မြတ်စွာဘုရားကနော်ချစ်ဖွယ်သောစကားကိုပြောပြီးတော့ချီးမြှောက်တဲ့ပုဂ္ဂိုလ်ကိုဘာလို့ရမှာလဲချစ်ဖွယ်သောစကားပြောချီးမြှောက်ဟုတ်လားအဲ့ဒါလေးမှတ်သွားနော်ချစ်ဖွယ်သောစကားပြောပြီးတော့ချီးမြှောက်တဲ့ပုဂ္ဂိုလ်ချစ်ဖွယ်သောစကားပြောတာပိယဝဒနေနဒုဒနမိယဝဒနေနသင်္ကနာမိပိယဝဒနေနချစ်ဖွယ်သောစကားကိုပြောဆိုခြင်းချစ်ဖွယ်သောစကားကိုပြောဆိုခြင်းချီးမြှောက်ခြင်းဖြင့်ဒုဒနမြင့်သောပုဂ္ဂိုလ်ကိုပိယဝဒနာယချစ်ဖွယ်သောစကားဖြင့်သင်္ကနာမိချီးမြှောက်ရမည်အဲ့တော့ပရိသတ်ကြီးတို့လိုလည်းမြန်မြန်တုတ်ကြပါအဲ့တော့နံပါတ်1မှတ်လိုက်ချစ်ဖွယ်သောစကားပြောရင်ဘာဖြစ်လဲညီညွတ်မယ်ချစ်ဖွယ်သောစကားပြောရင်ဘာဖြစ်မလဲညီညွတ်ခြင်းရင်နံပါတ်1ဘာစကားပြောရမှာလဲချစ်ဖွယ်သောစကားပြောအဲ့ဒါလေးမှတ်သွားညီညွတ်ခြင်းရင်ဘာလို့ရမှာလဲညီညွတ်မှာဘာဖြစ်မှာတော့ချမ်းသာမှာညီညွတ်မှာဘာဖြစ်မှာလဲချမ်းသာမယ်အဲ့တော့လိုက်ဆိုလိုက်ညီညွတ်လိုလျင်ဘဝတွေချစ်ဖွယ်စကားဆိုရမှာချစ်ဖွယ်ဆိုမှဒုဘဝမုတ်ချညီညွတ်မှာချမ်းသာလိုလျင်ဘဝတွေချစ်ဖွယ်စကားဆိုရမှာချစ်ဖွယ်ဆိုမှဒုဘဝမုတ်ချချမ်းသာမှာနံပါတ်1ဘဝမှာเนาะအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ်တိုင်းပြည်တစ်နိုင်ငံပဲဖြစ်တယ်เนาะတိုင်းပြည်ပဲဖြစ်ဖြစ်ပြိတ္တရဲ့ညီညွတ်ဖို့မလိုဘူးလားညီညွတ်ချင်ရင်နံပါတ်1ဘာနဲ့ပြည့်စုံရမှာလဲချစ်ဖွယ်သောစကားပြောဒီနေ့ကစပြီးတယောက်နဲ့တယောက်နှုတ်ဆက်တဲ့ခါလေချိုးချိုးသားသားလေးနဲ့ပြောဖို့မလိုဘူးလားလိုက်နာဖို့ရောမလိုဘူးလားသိတော့သိတယ်တို့လူမျိုးတွေကမလိုက်နာတာခက်တယ်သိဘူးလားလိုက်နာလားဆိုတော့လိုက်နာရိုးရလူမျိုးတွေကြည့်ထိုင်းလူမျိုးတွေဘယ်လောက်ချင်းကြည့်လဲတယောက်နဲ့တယောက်နှုတ်ဆက်ပြီးတော့လက်ဦးလေးတွေချီပြီးတော့နှုတ်ဆက်တာဦးဇင်းတို့လူမျိုးမှာအဲ့လိုမျိုးရှိလားမရှိလို့မနေ့ပြန်စလုံးကြီးခင်ဗျားတို့အယူလို့ထင်ပါဟုတ်ဘူးလားကိုကစပြင်မယ်ဆိုပြီးပြင်မယ်ပြောတော့လေလက်ဦးလေးချီပြီးမင်္ဂလာပါသွားလို့ကြည့်ပါလားဒီကောင်ယူလာတာမသိဘူးမပြောဘူးလားအဲ့ဒါကိုလူမျိုးတွေခက်တယ်ကောင်းတဲ့ဘက်ကနေမကြည့်ဘူးလူတယောက်ကိုကြည့်ရင်အမြဲတမ်းမကောင်းတဲ့ဘက်ကကြည့်ရဦးဇင်းတို့ဘဝလိုလိုပဲနော်ဒါကြောင့်ပရိသတ်ရေလက်ဦးလေးတွေမချီပြီးတော့နှုတ်မဆက်တောင်မှချိုးချိုးသားသားလေးစကားလေးတွေပြောမယ်တာယာနာပြောမယ်စကားလေးပြောမယ်ညီညာလေးနဲ့ဦးဇင်းတို့နှုတ်ဆက်ရင်မကောင်းဘူးလားချိုးချိုးသားသားလေးစကားလေးတွေချစ်ဖွယ်သောစကားလေးတွေပြောရင်မကောင်းဘူးလားအဲ့တော့မှတ်လိုက်နော်မြန်တော့မယ်နံပါတ်1ချစ်ဖွယ်သောစကားပြောညီညွတ်ခြင်းလေးဟောချမ်းသာခြင်း
နောက်နံပါတ်3ကအတ္တစရိယာသူများအကျိုးကိုဆောင်ရွက်ပေးပါတဲ့ဘာလုပ်ပြရပါလဲသူများအကျိုးကိုဆောင်ရွက်ပြီးပရိဒလုပ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါသူများအကျိုးဆောင်ရွက်တာနော်ပရိဒလုပ်တဲ့ပုဂ္ဂိုလ်တွေဘာဖြစ်လဲအတ္တစရိယာတဲ့သူများအကျိုးပဲလုပ်ရမှာနော်ချီးမြှောက်တဲ့ပုဂ္ဂိုလ်ကိုသူ့အကျိုးကိုဆောင်ရွက်ပေးပြီးတော့ချီးမြှောက်တဲ့ပုဂ္ဂိုလ်ကိုသူ့အကျိုးကိုဘာလို့မလဲဆောင်ရွက်ပြီးချီးမြှောက်ပေးလိုက်ဒါဆိုလို့ရပြိတ္တရဲ့ချမ်းသာမယ်ညီညွတ်မယ်ဟုတ်လားအဲ့တော့ကြောင့်ပြိတ္တရဲ့နံပါတ်3အနေနဲ့မှတ်ဘာလို့ရမှာလဲသူများအကျိုးကိုဆောင်ရွက်ပြီးသူများအကျိုးဆောင်တော့ဘာဖြစ်လဲကိုကျိုးအောင်နေတဲ့ဥစဉ်ကနေပြီးဒကာကြီးရဲ့အကျိုးကိုဆောင်ရွက်ပေးလိုက်ရင်ဒကာကြီးနော်ဒကာကြီးကိစ္စလောကိစ္စလေးအောင်မြင်သွားတယ်ဒကာကြီးကနေဥစဉ်အကျိုးလေးပြန်ပြီးဆောင်ရွက်ပေးလိုက်မယ်ဒကာကြီးအတွက်မပါဘူးဆိုရင်ဥစဉ်အကျိုးလေးမအောင်မြင်ဘူးလားအဲ့တော့သူများအကျိုးဆောင်ရတဲ့ကိုကျိုးလေးပါဒါကြောင့်ပြိတ္တရဲ့မေတ္တာဟာလျာအနံမရှိပေမဲ့အသွားအပြန်တော့ရှိတယ်လို့ဒီလိုဆိုကြတာမို့လားစစ်မှန်တဲ့မေတ္တာဖြစ်ဖို့တော့လိုတယ်။ဘာဖြစ်ဖို့တော့လိုလဲ။စစ်မှန်တဲ့မေတ္တာဖြစ်ဖို့တော့လိုတယ်။စစ်မှန်တဲ့မေတ္တာမဖြစ်ဘဲနဲ့ငါသူ့ချစ်တာသူကငါမချစ်ဘူး။ဘုန်းကြီးပြောတာပါလေ။လုပ်လို့ရပါမလား။အဲ့ဒါစစ်မှန်တဲ့မေတ္တာဟုတ်ရဲ့လား။မဟုတ်ဘူး။ဒါကြောင့်စစ်မှန်တဲ့မေတ္တာနော်အလျားနဲ့မရှိပေမဲ့ဘာဖြစ်လဲ။အသွားပြန်ရှိတယ်။ဒါကြောင့်မို့သူများအကျိုးကိုများများဆောင်ရွက်ပေး။အဲ့လိုဆောင်ရွက်ပေးတာဟာညီညွတ်ခြင်းရဲ့အကြောင်းတရားပဲ။အဲ့ဒီညီညွတ်ရင်ဘာဖြစ်လဲချမ်းသာမယ်နံပါတ်3ကနော်သူများအကျိုးကိုဆောင်ရွက်ပြီးဘာဖြစ်လဲချမ်းသာမယ်ဒါကြောင့်အလုံးလိုက်ဆိုလိုက်ချမ်းသာလို့လေဘဝတွေအများအကျိုးပြုရမှာများကျိုးပြုကဒုဘဝမုတ်ချချမ်းသာမှာဒီညွတ်လို့လေဘဝတွေညာကျိုးပြုရမှာညာကျိုးပြုကဒုဘဝမုတ်ချချမ်းသာမှာအများအကျိုးကိုပြုရင်ဘာဖြစ်မှာလဲချမ်းသာမယ်ညီညွတ်မယ်နော်နောက်နံပါတ်4ကဓမ္မနတ္တတာဓာတ်တူညီညွတ်ထားပါနံပါတ်4ကဘာလဲတော့ဓာတ်တူညီထားပါတချို့ရှိတယ်နော်နှိမ့်ချပြီးတော့ဆက်ဆံတာမကြိုက်တဲ့ပုဂ္ဂိုလ်မရှိဘူးလားရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကတချို့ကလေသူ့မှာစီးစိမ်လည်းရှိတယ်နော်သူ့အတွက်လည်းအကျိုးလည်းပြုရမလို့သူ့ကိုချစ်ခွင့်သောစကားမပြောချင်တဲ့နေ့ကျန်းကျန်းတန်းတန်းပြောရင်လက်ခံရင်လက်ခံတယ်ဒါပေမဲ့မတူသလိုမတန်းသလိုဆက်ဆံရင်မကြိုက်တဲ့လူတွေမရှိဘူးလားအဲ့လိုပုဂ္ဂိုလ်မျိုးကြတော့အဲ့လိုမတူသလိုမတန်းသလိုခွဲခြားပြီးမဆက်ဆံနဲ့နော်ဓာတ်တူချီးမြှောက်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကဓာတ်တူချီးမြှောက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလားအဲ့လိုဓာတ်တူချီးမြှောက်တဲ့ပုဂ္ဂိုလ်ဘာလုပ်ပြရမလဲဓာတ်တူချီးမြှောက်ဓာတ်တူဆက်ဆံကိုယ်နဲ့ဓာတ်နဲ့ဆက်ဆံငါဆရာမို့သူကတပည့်မို့နော်ဒါမျိုးလုံးလို့မရအဖွေဒီတစ်ခုမှဆိုလဲငါအုပ်ကြီးမို့နော်သူကအတွင်းမို့သူကကျိုးလို့ကောင်မို့လုံးလို့ရပါမလားဒီမှာဦးဇင်းတို့ဒကာကြီးတွေဒါ20တော့တရားပွဲကျိုးလို့ကောင်ပွဲဥက္ခရာကြီးပေါ့နော်ဥက္ခရာတော့ရိုးရိုးဥက္ခရာမို့လို့ဥက္ခရာကြီးသူနှစ်ကလည်းများလာတက်တန်းနေရနော်သူ့ကိုလည်းဘယ်သူမှလည်းမပြောဘူးသူထွက်ချင်လည်းမထွက်ခိုင်းဘူးနော်သူ့ဝင်လာတာသူကအဲ့ဒါသိချဥက္ခရာကြီးဒါပေမဲ့အဲ့ဥက္ခရာကြီးကနေပြီးတော့အောက်တက်ငယ်သားလေးကိုနော်ဆရာကြီးတရားနဲ့တွားပြီးတော့နှိမ့်ချဆက်ဆံလို့ဖြစ်ပါမလားမကြိုက်ရင်လည်းသူတွားပြောလို့မရနော်အဲ့ဒါကြောင့်မို့ဓာတ်တူထားတဲ့ရင်မလုပ်မလဲဓာတ်တူထားတဲ့ဓာတ်တူထားခြင်းဟာညီညွတ်ခြင်းရဲ့အကြောင်းတရားပဲဓာတ်တူထားခြင်းကဘာလဲလဲအဲ့အလိုလိုက်တော့လိုက်ချမ်းသာလို့လေဘဝတွေဓာတ်တူညီတူထားရမှာဓာတ်တူထားမှာဒုက္ခဝမုတ်ချချမ်းသာမှာနံပါတ်၄ချမ်းသာခြင်းညီညွတ်ခြင်းဘာလို့ရမှာလဲဓာတ်တူထားအချက်ဘယ်နှချက်လဲ၄ချက်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကအဂါရမင်းသားတို့ညီညွတ်ဖို့ဆိုရင်လောကမှာဒီအချက်၄ချက်နဲ့ညီအောင်နေညီညွတ်ဖို့ဆိုရင်ဒီအချက်၄ချက်နဲ့ဘာပြပါလဲညီအောင်နေဟိုမှာမို့သောကပရိသတ်ကြီးချောင်းတာလေမညီညွတ်ရင်ဘာလုပ်မှာလဲဖမ်းမှာဟုတ်လားမညီညွတ်တဲ့အချိန်မှာဖမ်းပြီးတော့ရောင်းစားမှာဒီငုံနေသေးရမှာအဲ့ဒါကြောင့်မို့မြတ်စွာဘုရားကမင်းသားတို့မင်းတို့ညီညွတ်ညွတ်နေကြဒီတန်ဖို့မရှိတဲ့ရေတွက်တဲ့
အဘဂဥရကတံမိုးမရှိတဲ့ရေတွဲနဲ့ခတိယာနဲ့ကတံမိုးထိုက်တံနဲ့များများတဲ့တံမိုးရှိတဲ့လူတွေရဲ့အသက်နဲ့မလဲနဲ့ရသော်ဗျာဟောတယ်ဆွေမျိုးတွေကိုနော်ဆွေမျိုးတွေကိုဟောတယ်ဘာဖြစ်စေခြင်းလို့လဲညီညွတ်စေခြင်းလို့ပြောပြိတ္တဘာဖြစ်စေခြင်းလို့ချမ်းသာစေခြင်းလို့ပြိတ္တဘာဖြစ်လို့လဲချမ်းသာစေခြင်းလို့တဏှာပြီးပြောမယ်ဆိုရင်အမျိုးမပြောင်းစေခြင်းလို့ပြိတ္တဘာတဲ့လေအချင်းချင်းတက်ကြမယ်ဆိုမတည်ဘူးလားတည်ရင်သူ့အမျိုးတွေရော့သွားမှာနော်ဒါကြောင့်မို့ဦးဇင်းတို့မြတ်စွာဘုရားကအဲ့ဒီမှာနော်မင်းတို့မင်းသားတွေဟောလိုက်တာတဲ့ပြိတ္တရဲ့အဲ့ဒီဟောလဲပြီးရောမင်းဒီမင်းသားတွေလည်းစိမဖြစ်တော့ပါအောင်ဗျာနော်စိမဖြစ်တော့ပဲတဲ့ပြိတ္တရဲ့တို့မြတ်စွာဘုရားအခုလိုတရားဟောလို့တို့တွေစိမဖြစ်တော့ဘူးတို့တွေညီညွတ်သွားကြတယ်ဆုံးရှုံးမှုတွေပြဆုံးမှုတွေတက်တာသွားတယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ကျေးဇူးတွေကြီးလိုက်တာဆိုပြီးတော့နှစ်ပြည်တော်မင်းတွေကတစ်ဖက်ကို250သောပုဂ္ဂိုလ်တွေယဟန်ပြုကြတယ်250ပုဂ္ဂိုလ်တွေဘာဖြစ်လဲယဟန်ပြုကြတယ်တဲ့ယဟန်ပြုပြီးတော့ပြိတ္တရေအဲ့ဒီမှာတော့မြတ်စွာဘုရားကဟိမောဒတောင်ကိုအဲ့ဒီယဟန်တွေကို900ကိုခေါ်ပြီးတော့အဲ့ဒါသွားဟိမောဒတောင်ရောက်တော့တရားတွေဘာတွေဟောပေါ့ဗျာဟောတာအဲ့ဒီယဟန်တွေအားလုံးဟာယဟန်နာတွေဖြစ်ကြတယ်တဲ့အဲ့ဒီ900တော့ယဟန်တွေဘာဖြစ်လဲယဟန်နာတွေဖြစ်ကြတယ်အဲ့ဒီ900တော့ယဟန်တွေအားဘာဖြစ်လို့ဖြစ်သွားတာလဲလို့အကြောင်းရှာလိုက်တော့ညီညွတ်လို့ပြိတ္တပြောဘာဖြစ်လို့ညီညွတ်တဲ့တန်ဖို့မကြည့်ဘူးလားတကယ်လို့မညီညွတ်ဖို့ရဖြစ်မယ်ဆိုရင်အဲ့ဒီ900တွေကတယောက်မို့တယောက်ကတော့ဘာဖြစ်မှာလဲသိနိုင်တာပဲမသိနိုင်ဘူးလားသိနိုင်တယ်ညီညွတ်သွားတဲ့ခါကျတော့အဲ့ဒီစိမဖြစ်တဲ့ခါကျတော့ညီညွတ်နဲ့နေလိုက်တဲ့အတွက်ကြောင့်မို့သာသနာ့ဘာဝင်တရားတွေအထုံးပြီးတော့ယဟန္တာတွေဖြစ်သွားတာညဘာရဲ့တန်ဖို့လဲမေးညီညွတ်ချင်းရဲ့တန်ဖို့ပြိတ္တဘာရဲ့တန်ဖို့လဲညီညွတ်ချင်းရဲ့တန်ဖို့ဒါကြောင့်ဦးဇင်းတို့ပြိတ္တဒီနေ့ဟောတဲ့တရားဘာတရားညီညွတ်ချင်းရဲ့တန်ဖို့ညီညွတ်ဖို့မလိုဘူးလားညီညာရဲ့ဤသာမဲညီညာရဲ့ဗါတဲ့တော့မညီညာတော့ဤနာမဲဆိုတာလေးကိုအားလုံးပတ်သွားပြီးတော့ပြိတ္တရဲ့တို့တရားဓမ္မတွေဒီနေ့ဒီတရားနာရတဲ့အတွက်ကြောင့်တို့တွေဒီနေ့ကစပြီးညီညီညွတ်ညွတ်စီစီလုံးလုံးနေမယ်ဆိုတဲ့အတိကိုယ်စီရှိပြီးတော့ဒီနေ့ဦးဇင်းတို့ညီညွတ်ချင်းဤတန်ဖို့ဆိုတဲ့တရားသိမ့်ပါမယ်ပြိတ္တရဲ့ကြည်နဲ့လားမကြည်နဲ့လည်းတော်ပြီပြိတ္တပါနဲ့လေဦးဇင်းကအမျိုးမျိုးပဲမဟုတ်ခင်တော့မကြည်နဲ့လေမကြည်နဲ့လည်းတစ်ထက်မှရောက်ဟုတ်ကူကြည်နဲ့တယ်ဆိုတော့လေမကြည်နဲ့လည်းပါဖြစ်တယ်တော်ပြီတဲ့ဟုတ်ပြီလားဦးဇင်းတော်တနာရီစွန်းစွန်းဆိုတော့အဲ့တော့အားလုံးဒီနေ့ဦးဇင်းဟောတဲ့တရားဘာတရားညီညွတ်ခြင်းရဲ့တန်ဖို့ပြိတ္တပြောပါတရားဦးဇင်းတော်လင်္ကာလေးချပြီးတော့တရားသိမယ်အလုံးလိုက်သောချချမ်းသာလိုလင်းဘဝတွင်ဒါနပြုရမှာဒါနပြုကဒုဘဝမောချချမ်းသာမှာချမ်းသာလိုလျက်ဘဝတွင်ချစ်ဖွယ်တကားဆိုရမှာချစ်ဖွယ်ဆိုကဒုဘဝမောချချမ်းသာမှာချမ်းသာလိုလျက်ဘဝတွင်အများအကျိုးပြုရမှာများကျိုးပြုကဒုဘဝမောချချမ်းသာမှာချမ်းသာလိုလျက်ဘဝတွင်ဓာတ်တူညီတူထားရမှာဓာတ်တူထားမှဒုဘဝမောချချမ်းသာမှာချမ်းသာလိုလျက်ဘဝတွင်ညီညွတ်နေရမှာညီညွတ်နေမှာဒုဘဝမောချချမ်းသာမှာညီညွတ်နေကအောင်ဝဲရဘဝလာနေမှာညီညွတ်နေကဒုဘဝအို၍လာနေမှာဒေတိတော်မေယနမောဗုဒ္ဓိနာဣဇဂာတိတောဒေတိတော်မေယနမောဗုဒ္ဓိနာ
ဣဇဘာတိတောဒေနာတဝေဒုက္ခယတုသနာဣဒ္ဓသမင်္ဂိနောဘောဓိနာရဏသုတယမောတုနိုင်မရှိဘောဓမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဣဇဘာတိတောထဂရိကြကြဇဏတိနေဟောပြောပြသတော်မူခဲ့သောအယတမောယခုဟောကြားသည်ညီညွတ်ခြင်းဤတံဘုလိုအမည်ပေးထားတဲ့တရားဒေသနာတော်ကိုမေဘယတပိတော်သည်ဒေတိတော်တရားချစ်ခင်စိတ်ကောင်းဝိညာဉ်ကောင်းသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့အတွက်ကြိုးစား၍ဟောကြားစီပူလိုက်ရပါ၏ဒေနာတို့သောဟောကြားစီပူဓမ္မဒါနာကုသိုလ်တို့ကြောင့်သဗ္ဗေဒနာလူရရဲ့နဲ့ပြပြပြမမခြင်းကပင်ဩသောလုံးစုံကုန်သောတတ္တဝါတို့သည်ဣဒ္ဓသမင်္ဂိနောမိမိတို့လိုလားတောင်းတကောင်းမြတ်သောသုလမင်္ဂလာကျက်သည်ပြပြတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယတုယနေ့ကသာနိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင်ဝိသစ္စာပန်စန္ဒသာလပမလိုဧဝရရေတိသွေခွာကကေလိုကြပြီမို့ကေလိုကြမှာချမ်းသာနိုင်သည်ပြည့်ကြပါသည်ကုန်တည်း